မြတ်စွာဘုရားကလူလောကမှာတကယ်ချမ်းသာတဲ့လူဆိုတာပဂတိဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်မှုအနေအများပေါ်မှာမူတည်တာမဟုတ်ဘူးစစ်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့မွန်မြတ်တဲ့စိတ်ရဲ့အည်အသွေးတွေလို့ဆိုရမယ်တတ္တတိလဟိရိဥဒ္ဒပသုဒ္ဓစာကပညာဒီသူတော်ကောင်းတွေမြတ်လို့တဲ့ဥစ္စာကြီး9ပါးကိုပိုင်ဆိုင်မှသာလျှင်တကယ်ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်လို့ဆိုရမယ်အဲ့ဒီလူရဲ့ချမ်းသာမှုကိုလည်းပဲဟောဒီနတ်နဲ့တကွာသောလူလောကကြီးမှာဘယ်လူဘယ်နတ်ကမှအနိုင်ယူလို့မရဘူးနှောက်ယှက်ဖျက်ဆီးလို့မရဘူးအာမခံချက်ရှိတဲ့ချမ်းသာမှုမျိုးကိုရကျင်တယ်ဆိုလို့ရှိရင်စေတနာမြတ်သုံးပါးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တဲ့တတ္တတရားကိုချင်းသီလကိုဖြူစင်အောင်ဆောင်ထိန်နိုင်ခြင်းလို့ဆိုတဲ့သီလတရားမကောင်းမှုအကုသိုလ်တွေကိုပြုပြောရတွေးရမှာကိုရှက်တယ်ဆိုတဲ့ဟိရိတရားမကောင်းမှုအကုသိုလ်တွေပြုပြောရတွေးရမှာကိုကြောက်တယ်ဆိုတဲ့ဥဒ္ဒပတရားဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနိလန်းအစစ်ဖြစ်တဲ့မြတ်စွာဘုရားရဲ့အတ္တိတနာတွေကိုအများကြီးလေ့လာထားတယ်သင်ယူထားတယ်နှုတ်နဲ့ရွတ်တရေစေထားတယ်စိတ်နဲ့စာဆင်ခြင်ထားတယ်ဉာဏ်နဲ့ထူးထွင်းပြီးတော့သိထားတယ်လို့ဆိုတဲ့သုတ္တတရားယခုနေ့ညပြောမယ်စွန့်လွတ်ခြင်းလို့ဆိုတဲ့စာကတရားကိုဘဝကံတဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်ခြင်းလို့ဆိုတဲ့ပညာတရားဒီတရား9မျိုးကိုပိုင်ဆိုင်ထားမှသာလေတကယ်ချမ်းသာတဲ့လူတစ်ယောက်လို့ကောသလမင်းကြီးရဲ့ဥက္ကလို့အမည်ရတဲ့အမတ်ကြီးကမိဂါရတတိရဲ့ချမ်းသာကြွယ်ဝမှုကိုတန်အတော်လာလျှောက်လို့မြတ်စွာဘုရားကအဲ့လိုလေးဟောပြတာအဲ့ဒီတရားဒေသနာလေးကိုအခြေခံပြီးတော့သူတော်ကောင်းဥစ္စာသူတော်ကောင်းတွေမြတ်နိုးတဲ့တန်ဖိုးထားတဲ့ဥစ္စာပစ္စည်း9မျိုးရဲ့အကြောင်းကိုပြောလာတာဒီကနေ့စာကနော်တောင်းညမြောက်ဟုတ်လားဒီစာကယရနာစာကဥစ္စာနဲ့ပတ်သက်ပြီးတော့လည်းပဲအရင်နေ့တွေကပြောခဲ့တဲ့ဥစ္စာပစ္စည်းတွေလို့မေးခွန်းလေး3ခုနဲ့ဘုံဘုံတို့နိုင်တယ်များစာကရဲ့အကြောင်းကိုနားလည်အောင်ကြိုးစားကြမယ်ပေါ့နော်နံပါတ်1စာကဆိုတာဘာလဲနံပါတ်2စာကဆိုတာဘယ်လိုချမ်းသာမှုမျိုးကိုဖြစ်စေသလဲဘယ်လောက်ထိကောင်းလို့သူ့ကိုမြတ်စွာဘုရားကဓနဆိုတဲ့ဥစ္စာပစ္စည်းဆိုတဲ့နာမည်နဲ့တက်ပြီးတော့ဟောရတယ်လေနံပါတ်3အဲ့ဒီစာကယရနာတွေတိုးပွားလာအောင်ဘယ်လိုရှာဖွေစုဆောင်းကြမလဲမိကုံးဘယ်နှချက်တော့3ချက်တော့နံပါတ်1စာကဆိုတာဘာလဲစာကရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကိုတော်တိုင်ဒီသုတ်တန်ရဲ့ရှင်းနာမှာဟောထားတဲ့ဝိဒဒနာသုတ်တန်ထဲမှာအတီအလင်းအဓိပ္ပာယ်ဖွင့်ထားတယ်ပေါ့စကလုံးတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကိုတော်တိုင်ဖွင့်ဆိုတာတွေလည်းပဲအများကြီးရှိတယ်အဲ့မှာမြတ်စွာဘုရားဘယ်လိုဖွင့်ဆိုပြထားတော့တဘိက္ခွေရိယာတဝကောဝိကတမလမစ္စေရေနစေတတအဂရဣဇဝတတိစာကဆိုတာဘာပြောတာတုံးဆိုရင်တဲ့ဣယတာဝကမြတ်စွာဘုရားရဲ့တပည့်တာဝကတူတယောက်ဟာဝိကတမလမစ္စေရေနစေတတနှမျောဝင်တုံမှုမစ္စရိယစိတ်ကင်းတဲ့အနေအထားမျိုးနဲ့အဂါရအိမ်ကိုဣဇဝတတိလွှမ်းမိုးအုပ်ချုပ်ပြီးတော့နေတယ်လူတိုင်းကိုယ်အိမ်လေးကိုနေကြတယ်နော်အဲ့လိုနေတဲ့နေရာမှာဘလို့စိတ်နဲ့သူကနေတာတော့ဝိကတမလမစ္စေရေနနှမျောဝင်တုံမှုမစ္စရိယကင်းတဲ့စိတ်နဲ့နေတာတဲ့စာကရဲ့အဓိပ္ပာယ်ကိုဒါနဲ့ဆိုပဲဖွင့်ရနော်မௌဒ္ဒစာကောတဲ့လွတ်လွတ်စွန့်ကြဲတယ်ဘာမျောလင်းချက်မှဘာညှိကပ်မှုမှမရှိဘဲနဲ့နော်သူလှူတာလေးသူစွန့်တာလေးလွတ်လွတ်ကျွတ်ကျွတ်လှူတာစွန့်ပယတပါဏိတဲ့ပေးမယ်ဆိုတဲ့စိတ်နဲ့လက်ကိုအမြဲတမ်းတန့်ရှင်းအောင်ဆေးထားတယ်နော်ပေးမှုကပ်မှုမှာဝါသနာပါနော်ဟောတကရတော်တဲ့ဒီစွန့်မှုမှာစိတ်ကပျော်တယ်ရာဇယောကောတဲ့တောင်းရမ်းတဲ့ပုဂ္ဂိုလ်တွေလိုအပ်တဲ့ပုဂ္ဂိုလ်တွေနဲ့ရှင်တွဲပြီးတော့နေတယ်တနည်းအားဖြင့်တောင်းရမ်းဖို့ထိုက်တန်တယ်တောင်းရမ်းခံထိုက်တယ်တောင်းရင်ရတာကြီးပဲဆိုတော့သူတော့တောင်းရင်တော့ရမှာပဲလို့အဲ့လိုပတ်ဝန်းကျင်ရဲ့ထင်မှတ်ခြင်းကိုခံရတဲ့လူပေါ့နော်ဒါနတံဝိပါကရတော်တဲ့ပေးကမ်းရတာဝ
ဝေဖန်ရတာကိုပြောတယ်ဒီနောက်ပေးကမ်းတယ်ဆိုတာတော့နားတယ်ဝေဖန်ပိုင်းခြားတယ်ဆိုတာတော့ဗာလေးရလာတယ်ဘယ်သူဘယ်လောက်ပေးမယ်ဘယ်သူကတော့ဘယ်လောက်ရလိုက်တယ်လို့ဝေဖန်တိကပြုတယ်လို့လူတွေပြောရတာရှိဟုတ်လားအဲ့တော့ဆိုလိုတာကစာကဆိုတာဗာလေနှမျိုးဝင်တို့မှုမစ္စရိယကင်းတဲ့စိတ်နဲ့နော်လွတ်စွန့်ကြဲပြီးတော့ဆေးကြောထားတဲ့လက်ရှိတဲ့ဆွန့်လွတ်မှုမှာမွေ့လျော်တဲ့တောင်းရမ်းခြင်းကထိုက်တန်တဲ့နော်ဒါနတံဝိပါကလို့ဆိုတဲ့လှူဒန်းခြင်းဝေဖန်ခြင်းမှာပျော်မွေ့တဲ့စိတ်နဲ့ဂါရံဣဇဝတ္တိသူ့အိမ်မှာနေနေတယ်မသေးခင်လေးမှာနေနေတယ်ဘယ်လိုစိတ်နဲ့နေတော့နှမျိုးမှုမရှိတဲ့စိတ်နဲ့နေတာအဲ့ဒါကိုစာကလို့ခေါ်တယ်တဲ့ပြောတာလေးတော့ကောင်းတယ်နော်ဒါကြောင့်အသေးစိတ်လေးဘုံဘုံပြောပြတယ်ဟုတ်လားဘယ်လိုစိတ်နဲ့နေတာတော့မစ္စရိယကင်းတဲ့စိတ်နဲ့နေတာမစ္စရိယဆိုတာဘာတော့နှမျိုးဝင်တိုးတာနှမျိုးဝင်တိုးမှု၅မျိုးရှိတယ်လို့အကျဉ်းမြင်မှတ်သားဖို့ရတယ်ဟုတ်လားဒါကတော့ယဟန်တွေကိုအဓိကရည်ရွယ်ပြီးတော့နော်ရှုမြင်ထားတဲ့မစ္စရိယမျိုးလို့ဆိုရမယ်ပေါ့အဝါဒမစ္စရိယကိုယ့်ရဲ့ကိုကြောင့်ကိုကံကိုနေရာပေါ်မှာဝင်တိုးတယ်သူများမလာသေးခြင်းဘူးဟုတ်လားကုလမစ္စရိယကိုတရားတော်မတွေကိုတော့သူများနဲ့ဆက်မသွားစေခြင်းဘူးဝင်တိုးတာလာဘမစ္စရိယလာဘကိုပဲရခြင်းနဲ့သူများမရစေခြင်းဘူးဝင်နော်ယတအဝဏမစ္စရိယနော်ဂုံတရင်ကောင်းတွေကြော်ကြားမှုတွေကိုပဲရခြင်းနဲ့သူများမရစေခြင်းဘူးနောက်ဓမ္မမစ္စရိယပရိယတ္တိဓမ္မတော်မှာချမ်းသာကြောင့်တရားတွေကိုတော့မှတခါတလေဝန်တိုးတာမျိုးရှိတယ်ကိုပဲသိတယ်သူများမသိစေဘူးဟုတ်လားမစ္စရိယနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ပေါ်တာလေးပြောတာအဲ့တော့စာဆိုတာဘာလဲအဲ့ဒါလိုဝန်တိုးမှုမစ္စရိယအညစ်အကြေးကင်းတဲ့စိတ်နဲ့နေနေတာဟုတ်လားအဲ့ဒါလေးကိုမြတ်စွာဘုရားမௌဒ္ဒစာကလွတ်စွန့်ကြဲတယ်ပယတ္တပါဏိသိကြောတဲ့လက်ရှိတယ်ဝတ္တကရတောဆွန့်လွတ်မှုမှာမွေ့လျော်တယ်ရာစာယောကိုတောင်းရမ်းခြင်းကထိုက်တန်တယ်ဒါနတံဝိပါကရတောပေးကမ်းခြင်းဝေဖန်ခြင်းမှာပျော်တယ်တဲ့အဲ့ဒီလိုစိတ်နဲ့နေတာအဲ့ဒါဘာခေါ်တော့စာကားတဲ့အဲ့တော့အတွင်နားလေခြင်းနဲ့ဆိုရင်တော့စာကားဆိုတာပေးကမ်းစွန့်ကြဲလှူဒန်းခြင်းဒါနအောင်မှုကိုရည်ရွယ်တာပါပဲဟုတ်လားအဲ့တော့စာကားရဲ့အဓိပ္ပာယ်ကိုဘုံဘုံတို့အထိုက်လျောက်လဲနားလေကြပြီးသားဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားဖွင့်ပြတဲ့အတိုင်းတောင်းနေပဲပြီးမယ်ပေါ့နော်အဲ့လိုဆိုဆက်ပြီးတော့ဘုံဘုံတို့ဘာကိုအခြေတုံးပြောခြင်းလဲအဲ့ဒီစာကားကိုနော်ဘယ်လောက်ထိကောင်းလို့မြတ်စွာဘုရားတန်ဖိုးထားပြီးတော့ဥစ္စာပစ္စည်း9မျိုးထဲမှာထွက်သိမ်းပြီးတော့ဟောရတယ်လေစာကားကတတ္တဝါတွေကိုဘလို့ချမ်းသာစေတာလေအဲ့ဒီပိုင်းလေးကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောရအောင်နော်စာကားကဘယ်လောက်ထိချမ်းသာစေတယ်လဲဆိုတာကိုဘုံဘုံတို့သိရင်သိသလားအဲ့ဒီစာကားကိုတန်ဖိုးထားပြီးတော့အဲ့ဒီစာကားဥစ္စာကိုရှာဖွေကြမယ်စာကားဥစ္စာနဲ့ပြည့်စုံတဲ့ကျွဲဝတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်ကြိုးပမ်းကြမယ်ဒီစိတ်တွေထက်သန်ဖို့အတွက်နော်စာကားကဘလို့ချမ်းသာစေတယ်လဲဘယ်လောက်ထိကောင်းလဲဆိုတာလေးကိုဦးစားပေးပြီးတော့ပြောရမယ်ဟုတ်လားဒီဒါနဒီစာကားနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုတော့ပထမဆုံးရောက်လာတဲ့ဘုံဘုံကောင်းတဲ့ကိုပထမဆုံးရောက်လာတဲ့ဒေသနာလေးကလူတိုင်းလည်းကြားဘူးတယ်ဒါပေမဲ့ဒါနနဲ့ပတ်သက်ရင်တော့သူကမပြည့်တဲ့ဒေသနာလေးတစ်ခုပေါ့နော်တတ္တဝါတွေဟာငါလောက်တာဒါနရဲ့အကျိုးကျေးဇူးကိုသိကြမယ်ဆိုလို့ရှိရင်မပေးဘဲနဲ့စားကြမှာမဟုတ်ဘူးသူတို့ရဲ့စိတ်နှလုံးကိုနှမျောဝင်တိုးခြင်းဆိုတဲ့မစ္စရိယတရားအညစ်အကြေးလည်းပဲကတ်မှာမဟုတ်ဘူးယခုတော့ငါသိတယ်လို့တတ္တဝါတွေဟာဒါနရဲ့ကောင်းကျိုးချမ်းသာတွေကိုမသိကြတဲ့အတွက်ကြောင့်မပေးဘဲနဲ့လည်းစားနိုင်ကြတယ်စိတ်နှလုံးမှာနှမျောဝင်တိုးမှုဆိုတဲ့မစ္စရိယအညစ်အကြေးတန်းလန်းနဲ့လည်းနေကြတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာကြားဘူးမို့လားငါသိသလောက်သာတတ္တဝါတွေဒါနရဲ့အကျိုးစားရဲ့အကျိုးကိုသိမယ်ဆိုရင်မပေးဘဲနဲ့စားမှာမဟုတ်ဘူးစိတ်နှလုံးမှာနှမျောဝင်တိုးမှုဆိုတဲ့မစ္စရိယတရားတွေလည်းရှိမှာမဟုတ်ဘူးအဲ့လောက်ထိမြတ်စွာဘုရားပြောတာအဲ့တော့ဆိုလိုတာကဒါနရဲ့အကျိုးကိုဘုရားမှသာလျှင်အကုန်သိနိုင်တယ်ဘုန်းတော်မန်ပုထုဇဉ်တတ္တဝါတွေမသိနိုင်ဘူးပေါ့နော်ဒါမို့ဒါနကဘလို့ကောင်းစေတာတုံးစာကဘလို့ချမ်းသာစေတာတုံးဆိုတာကိုဘုန်းဘုန်းတို့အလွန်နည်းတဲ့အတိုင်းအတာလောက်ပဲသိတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကိုအမိပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေထဲကပဲထုတ်နှုတ်ပြီးတော့အချိန်ကိုလည်းကြည့်ပြီးဒီစာကဘလောက်တန်ဖိုးရှိတုံးဘလောက်ကောင်းတုံးဆိုတာလေးကိုပြောကြည့်ရအောင်ဟုတ်လားတော့စာကဘလို့ချမ်းသာစေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပဲပြောနေကြအတိုင်းပြစ္ဆုတ်ပံမှာလည်းချမ်းသာသေးတယ်တန်တရားမှာလည်းချမ်းသာသေးတယ်
နိဗ္ဗာန်ချမ်းသာလို့ဆိုတဲ့လွတ်မြောက်မှုချမ်းသာကိုလည်းရှိစေတယ်လို့ဘုန်းဘုန်းတို့ဘယ်လိုပြောမလို့ပြောတာလေးကိုစီမံကိန်းလေးချထားတာလေအဲ့ဒီတိုင်းလေးပြောကြည့်ရအောင်ဟုတ်လားပြစ္ဆုတ်ပံမှာလည်းချမ်းသာစေတယ်ဒီဘဝမသေးခင်မှာကိုပဲဒိဋ္ဌဓမ္မဝေဒနိယကံတရားအနေနဲ့အကျိုးပေးနိုင်တယ်ဘဝရဲ့ပုံမှာမမုန်းမှုမကင်းသေးလို့ဘဝတန်တရားခီးလန်းကိုရှောက်လန်းကြအောင်မေဘုံဘုံတို့တရားဓမ္မတို့တွေအတွက်လည်းပဲတန်တရားခီးကိုလည်းပဲတကယ်ကိုပဲချမ်းသာမှုနဲ့နော်အစဉ်ပြေတွေမှုအကျိုးရှိတွေမှုတွေနဲ့နော်ချမ်းသာမှုကိုလည်းပေးနိုင်တယ်ပေါ့နောက်ဆုံးဒီတန်တရားဝိတုခကလွတ်မြောက်ရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အတွက်လည်းပဲအများကြီးအကျိုးကျေးဇူးပြုမယ်ပေါ့သုံးချက်ပြောအောင်အဲ့တော့ပြစ္ဆုတ်ပံချမ်းသာကိုဘယ်လိုဖြစ်စေလဲဒီချက်နဲ့ပတ်သက်ပြီးတော့နော်စိတ်ဝင်စားမယ်ဆိုရင်စိတ်ဝင်စားတယ်ကောင်းတယ်ဒါနအခုမသေးခင်မှာကိုပဲဘယ်လိုအကျိုးကျေးဇူးတွေကိုရစေနိုင်တယ်လေဒီမေကုန်းကိုမြတ်စွာဘုရားလက်ထက်ကနော်တိဟသေနာပတိဆိုတဲ့တိဟစစ်သူကြီးကမြတ်စွာဘုရားကိုမေးဘူးတယ်ဒါနဟာကောင်းတယ်လို့ဘာသာတရားတိုင်းကသင်ကြားကြတာပဲလေပြောကြတာပဲဘလို့ကောင်းတာတော့နောက်ဘဝကျမှကောင်းပါလားဒီဘဝရင်ဒါနကဘလို့ချမ်းသာမှုတွေကိုဖြစ်စေတာဒါနရဲ့အကျိုးကျေးဇူးကိုဒီဘဝရင်သိတာထင်ရှားအောင်ဘလို့ပြောနိုင်လဲဒါကိုသူကစိတ်ဝင်စားတာဒါကြောင့်မြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားတဲ့ဒီဒါနကောင်းမှုကိုပြုမယ်ဆိုလို့ရှိရင်ဒီမသေးခင်ဆက်ခဘဝမှာကိုပဲချမ်းသာမှုကိုဘလို့ရစေနိုင်တယ်လို့ဘလို့အကျိုးရှိတော့အဲ့ဒါကိုပြောပြလို့ဖြစ်နိုင်မလားအဲ့ဒါမြတ်စွာဘုရားဖြစ်နိုင်တယ်တဲ့နော်ပြစ္ဆုတ်ပံမှာဒါနဟာဘလို့ကောင်းကျိုးကိုဖြစ်ထွန်းစေတယ်ဆိုတာကိုပြောလို့ရတယ်တဲ့အဲ့ဒါပြစ္ဆုတ်ပံအကျိုး၄မျိုးတန်တရားအကျိုး၁မျိုးမြတ်စွာဘုရားပေါင်းပြီးတော့၅မျိုးဟောတယ်အထုတ်ကလေးတွေပဲသွားကြမယ်နော်အဲ့ဒါလေးကိုဘုန်းဘုန်းတို့တပြေကံစတော်ဘုရားကြီးကစောင့်ပုဒ်ကလေးစီထားတာရှိတယ်အများချစ်အသူမြတ်တို့ချင်းကောင်းတဲ့ကြွယ်ပွဲလေဝင်ရဲ့ခန္ဓာစေတော်ရောက်မြဲထံဤငါးတန်ရရန်လှူကြိုးတွေတဲ့လှူခြင်းရဲ့အကျိုးကျေးဇူးရရှိနိုင်တဲ့အကျိုးဘယ်နှမျိုးတော့၅မျိုးတဲ့ပြစ္ဆုတ်ပံအကျိုးကျေးဇူး၄မျိုးတန်တရားအကျိုးကျေးဇူး၁မျိုးဟုတ်လားပြစ္ဆုတ်ပံအကျိုးကျေးဇူး၄မျိုးကဘာလဲဆိုတော့အများချစ်ဆွန့်လွတ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်နှမျောဝန်တုမှုကင်းတဲ့ပုဂ္ဂိုလ်ဘေးကန်းဆွေခြင်းမှာမွေးလျော်တဲ့ပုဂ္ဂိုလ်တွေကိုပတ်ဝန်းကျင်အတိုင်းဝိုင်းကမျက်နှိုးကြတယ်တန်ဖိုးထားကြတယ်ချစ်ကြတယ်ခင်ကြတယ်ဒါဘလို့မှညင်းလို့မရဘူးเนาะဒီအကျိုးကျေးဇူးဟုတ်လားစံကျင်ဘက်အနေနဲ့နှမျောမယ်ဆိုရင်တော့ပါလာမလို့ကျွန်းရှာတဲ့ဆက်စုပ်တယ်မုံတီးတယ်ဟုတ်လားဒါကြောင့်နှမျောဝန်တုမှုဆိုတာလူမုံစေးပဲဘေးကန်းဆွခြင်းမှုဆိုတာလူချစ်စေးပဲဆိုတာကတော့အလုံးမထင်ရှားဘူးလားအဲ့ဒီထင်ရှားတာကိုမြတ်စွာဘုရားအရင်ပြောတာနော်အများချစ်အပ်တယ်ပြီးတော့ဗါလဲတော့သူမြတ်တို့ချင်းတဲ့နော်ဒါနရှင်ကိုသူတော်ကောင်းတွေကချင်းကပ်ကြတယ်တဲ့နော်တကယ်တော်ကောင်းတရားကိုသိအောင်ဇောက်ချပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့စာဝတ်နေရေးကိုနော်သူများပေါ်မှာအမိပြုပြီးတော့နေကြရတယ်ဟုတ်လားစဉ်းစားကြည့်နော်သူတော်ကောင်းတရားကိုတကယ်ထိရအောင်လုပ်မယ်ဟေးဆိုလို့ရှိရင်ကိုယ့်ရဲ့စာဝတ်နေရေးကိုပါတယ်သူများပေါ်မှာခိုရတယ်ပေါ့နော်အဲ့တော့ပြီးတဲ့ကံလူတွေတန်းတယ်ဆိုလို့ရှိရင်သူများပေါ်မှာမှီခိုးပြီးတော့အသက်ရှင်တန်တဲ့အဲ့ဒီသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေကမပေးတဲ့လူတဲ့စာလို့ရှိရင်ပေးတဲ့လူနာကိုပို့ပြီးတော့ဘာလုပ်မှာတော့ချင်းကပ်မှာပဲတဘာဝလဲကြတယ်လို့ဆိုရမှာပေါ့နော်ဟုတ်လားအဲ့လိုသူတော်ကောင်းတွေချင်းကပ်ပြီးသူတော်ကောင်းတွေနဲ့ရင်းနှီးခွင့်ရပြီဆိုကြပါစို့ကိုကအလှူဒန်းဝါဒနာပါတယ်ဆိုရင်သိကြတဲ့သူတော်ကောင်းနဲ့တော့အဲ့ဒါရင်းနှီးခွင့်ရမှာပဲဟုတ်လားအဲ့လိုရင်းနှီးခွင့်ရမယ်ဆိုလို့ရှိရင်သူတော်ကောင်းနဲ့ရင်းနှီးယုံမျှနဲ့အကျိုးရှိနေတာတော့မဟုတ်သေးဘူးပေါ့ဟင်းဟိုထဲမှာမှီတဲ့ရောင်းမဟင်းရဲ့ရတာကိုမသိနိုင်ဘူးလေဟင်းနေနဲ့တော့အတူတူနေနေတာပဲဒါပေမဲ့ဟင်းရဲ့ရတာကိုသူသိလားမသိဘူးအဲ့လိုပဲသူတော်ကောင်းနဲ့တူပေါင်းနေတဲ့ပုဂ္ဂိုလ်ကဉာဏ်ပညာမရှိဘူးအခြေခံမရှိဘူးဆိုလို့ရှိရင်လည်းပဲသူတော်ကောင်းနဲ့ပေါင်းရခြင်းရဲ့နော်အနှစ်သာရကိုပြည့်ပြည့်ဝဝကြီးရနိုင်မှာမဟုတ်ရှင်းပြေလားဟမ်ပြေတယ်ဟမ်အတန်ထင်နေလို့ရုပ်ကတော့ဒီတိုင်းဖြစ်နေတာဒီတိုင်းပဲ
ရပြီလားအဲ့တော့သူတော်ကောင်းတွေကကိုယ့်ကိုချင်းကပ်တယ်ဆိုလို့ရှိရင်တန်ဖိုးဖြစ်လို့မရတဲ့အကျိုးကျေးဇူးအနေနဲ့ကဘာတွေရရှိနိုင်တော့နော်သူတော်ကောင်းတရားနဲ့ယဉ်ဤခွင့်ရမယ်ပေါ့နော်သူတော်ကောင်းတရားနဲ့ယဉ်ဤခွင့်ရရင်သူတော်ကောင်းတရားသိဖို့အတွက်လမ်းကပွင့်သွားဟုတ်လားကိုယ့်ရဲ့အတွေ့အကြုံအမြင်တွေမှန်သွားပြီးတော့နောက်ဆုံးသူတော်ကောင်းတရားကိုသိတဲ့အဆင့်ထိတော့ရောက်သွားနိုင်တယ်ဟုတ်လားဒါကြောင့်သူမြတ်တို့ချင်းဆိုတဲ့ဒီဒုတိယအကျိုးကျေးဇူးကလည်းပဲမမျှော်မှန်းနိုင်အောင်သူကအနာဂတ်အကျိုးသက်တွေနဲ့ဆက်သွယ်နေတယ်ပေါ့နော်အများချစ်အပ်သူမြတ်တို့ချင်းပြီးတော့ပါတယ်တော့ကောင်းသတင်းကြွယ်တဲ့သတင်းကောင်းထွက်တယ်တဲ့နော်ရရောတဲ့ပုဂ္ဂိုလ်ကသတင်းကောင်းထွက်တယ်ဒါကိုကလိုက်ပြီးတော့ကြီးညာနေစရာကိုမလိုပါဘူးအများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တယ်နော်တနာကျင်နာမှုနော်မေတ္တာတရားဒါတွေအခြေခံရှိလို့လည်းပဲပေးနိုင်တာလှူနိုင်တာပေါ့ဟုတ်လားဒါကြောင့်မလို့သတင်းကောင်းတွေဟာနော်လောကမှာပြန့်နေပေါ့သူရဲ့သတင်းကောင်းအများချစ်သူမြတ်တို့ချင်းကောင်းသတင်းကြွယ်ပြီးတော့ပါတယ်တော့ပွဲလေဝင်ရေးတဲ့နော်ပိဋကကြားမှာရဲချင်းတဲ့မျက်နှာရှိတယ်လောကရဲ့ပုံမှာဒီပိကင်းဖြင့်ချီးမြှောက်ထားတယ်ပေါ့နော်သူသင်္ဃာတရား၄ပါးထဲမှာလည်းပဲဒီဒါနပထမဆုံးအနေနဲ့မပါဘူးလားပါတယ်ကောင်းရဲ့လားအတန်ကောင်းသွားပြီလားကောင်းသွားပြီနော်အဲ့တော့အဲ့လိုမျိုးလောကရဲ့ပုံမှာချီးမြှောက်ပြီဆိုရင်လောကကလည်းပြန်ပြီးတော့မလုပ်မှာတော့တန်ဖိုးထားမှာပဲဟုတ်လားဒါကြောင့်မို့လို့အများကြီးသူမြတ်တို့ချင်းကောင်းသတင်းကြွယ်ပွဲလေဝင်ရဲနော်လောကထဲဝင်ပြီးဟေးလူစုလူဝဲသွားပြီးဟေးဆိုရင်နော်ဒါနာကောင်းမှုမှာမွေးလျော်တဲ့ပုဂ္ဂိုလ်ဟာရဲဝံ့တဲ့သဘောရှိတယ်ပေါ့နော်ဒါကဒါနာကောင်းမှုရဲ့စာဂတရားရဲ့ဒီပစ္စကဘဝမှာတင်ကိုပဲနော်လက်တွေ့သိနိုင်တဲ့မြင်နိုင်တဲ့အကျိုးကျေးဇူး၄မျိုးဒါလေးတွေကိုရထားရင်ကောင်းတယ်ဟုတ်လားအများကြီးသူမြတ်တို့ချင်းကောင်းသတင်းကြွယ်ပွဲလေဝင်ရဲခန္ဓာဆဲတော်ရောင်မြဲနှက်ထံဟောသိချင်းကြလို့သိရပြီဆိုလို့ရှိရင်ကောင်းတဲ့ဘုံဘဝပုံဌာနအပြည်လောကကိုရောက်ရနိုင်နေလို့အဲ့လိုမြတ်စွာဘုရားတိဟတေနာပတိကိုဟောတယ်ဟောတော့ဒီတခါကြီးပြန်ပြောတဲ့စကားလေးလဲသဘောကျတဲ့ဘုံဘဝမြတ်စွာဘုရားတဲ့ဒီဒါနရဲ့အကျိုးကျေးဇူးမျိုးထဲမှာကြည်၄မျိုးကတော့လက်တွေ့ကိုမြင်နိုင်လို့ကိုပဲတပည့်တော်ယုံကြည်ပါတဲ့လက်တွေ့သိရတယ်ပေါ့နော်သိပြီးရင်နတ်ပြည်ရောက်မယ်ဆိုတဲ့အကျိုးကတော့တပည့်တော်မသိရဘူးတဲ့ဒါပေမဲ့တပည့်တော်မသိရပေမဲ့လို့လည်းပဲမြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ကိုယုံကြည်သောအဖြစ်အဲ့ဒါကိုလည်းတပည့်တော်ယုံပါတယ်ဘလောက်ကောင်းတော့ဒီစကားလေးကဟုတ်လားဒါနာကောင်းမှုကသိလို့ရှိရင်ဒီလူကိုနတ်ပြည်ပို့နိုင်တဲ့အစွမ်းရှိတယ်ဆိုတာဘုန်းဘုန်းတို့တကယ်တမ်းလက်တွေ့ကိုယ့်ရဲ့ဉာဏ်နဲ့သိနိုင်မလားမသိနိုင်ပါဘူးဟုတ်လားသို့တော်လည်းပဲဘုန်းဘုန်းတို့စိတ်ထဲမှာယုံကြည်မှုရှိတယ်ဘာလို့တော့မြတ်စွာဘုရားကိုယုံလို့ပေါ့ဟုတ်ရလားဒါတိဟာပြောတဲ့စကားအလုံးမနော်တဘာဝကြတယ်ပေါ့နော်ဒါပြစ္ဆုတ်ပံအကျိုးနဲ့ပတ်သက်ပြီးတော့ဒါနော်ကြာဘူးနာဝရှိနေတဲ့ဒေသနာလေးတစ်ပုဒ်ကိုပြောပြတယ်နောက်ထပ်တစ်ခုပြောချင်တာလေးတစ်ခုကအံ့ဩစရာကောင်းအောင်လောက်လည်းပဲဒါနစေတနာကဒီဆွန့်လွတ်မှုရဲ့ကြီးတယ်ဆိုတာလေးကိုစဉ်းစားမိသေးချင်းဆိုရပါစို့ဘုန်းဘုန်းတို့ဝေတန်တရားဇတ်တော်ကိုကြည့်မယ်ဆိုလို့ရှိရင်ပြင်ဘက်အရာတွေကိုပေးရတာအားမရလိုက်တာတော့ငါရဲ့နှလုံးသားကိုလာတောင်းမယ်ဆိုရင်တော့ငါနှလုံးသားကိုဖောက်ထုတ်ပြီးတော့ပေးခြင်းတယ်ငါကောင်းကိုလာတောင်းမယ်ဆိုရင်တော့ဖြက်ပြီးတော့တောင်းပေးခြင်းတယ်အဲဒါတွေကိုမရခြင်းဘူးမင်းငါအိမ်မှာကျွန်ခံရမယ်လိုက်ခဲ့ဆိုရင်လည်းငါလိုက်သွားမှာပဲဘဝကိုတောင်လှူပြည့်မယ်လို့သူကစဉ်းစားတယ်နော်အလွန်အံ့ဩစရာကောင်းတဲ့အတွေ့ပေါ့ယုံနိုင်စရာမရှိဘူးဟုတ်လားယုံနိုင်စရာမရှိလောက်အောင်မြင့်မြတ်တဲ့အတွေ့ကိုတွေးတဲ့အခါကျတော့ယုံနိုင်စရာမရှိတဲ့ဖြစ်ရတွေကလည်းဖြစ်လာတာပဲအဲ့ဒီလိုလဲတွေးလိုက်ရောဒီကဘာပြည်ကြီးဟာအိုရင်းဆက်လို့နော်တက်ခါအောင်လဲသွားတယ်လှုပ်သွားတယ်ဒါပါရဲ့စွမ်းအားလဲလို့မေးလို့ရှိရင်ဆွန့်လွတ်မေလို့စိတ်ကူးလိုက်ခြင်းရဲ့စွမ်းအားပေါ့သူဘယ်လောက်ထိစွန့်ညင်နေတာတော့ဘယ်လောက်ထိလှူခြင်းနေတာတော့သူအလှူခံကိုပဲသူကမျောနေတာလေဝိတ္တန်တွေကဟုတ်လားဒါဒီမှာပြောရင်တာကတော့အကြောင်းအရာတစ်ခုဘုန်းတော်မြတ်စွာဘုရားလက်ကသန္နပိသောတာမင်းကြီးဟာကိစ္ဆာယနာလူအမှုပြုတယ်နော်လူလင်9ယောက်နောက်ကထည့်ပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့ပင်ခိုင်းတယ်သူ့နိုင်ငံကိုကြွဖို့ဟိုရောက်တဲ့အခါကျတော့အဲ့ဒီကိစ္ဆာယနာအမှုပြုတဲ့လူလင်တွေမြတ်စွာဘုရားဟောတဲ့တရားကိုနာပြီးတော့တရားဓုတွေရနောက်ဆုံးယဟန်ပြုယဟန္တာတွေဖြစ်သွားတယ်ရှင်ကိစ္ဆာယနာကယဟန္တာဖြစ်ပြီးတော့မှမြတ်စွာဘုရားကိုသူကဘုရင်ကြီးကသူ့ကိုပင်ခိုင်းလိုက်တဲ့အကြောင်းရှောက်တယ်ရှောက်တဲ့အခါကျတော့မြတ်စွာဘုရား
မင်းသွားလို့ရှိရင်လည်းပဲကြည်ညိုမှာပဲဒါကြောင့်မို့လို့စစ်သားပဲသွားလိုက်မြတ်စွာဘုရားမကြွအောင်အဲ့ဒါနဲ့ကိစ္စရနာယဟန္တာဖြစ်ပြီးမှနောက်က9ပါးလည်းယဟန္တာပြန်ပြီးတော့တိုင်းပြည်ကိုပြန်ကြွတော့အဲ့လိုပြန်ကြွတဲ့အခါကျတော့တနေ့မှာနေစွန်းစားကနေပေါ့နော်ရွာတရားဝင်ပြီးတော့ဆွမ်းခံတယ်နော်ချီတင်မဲ့သွားရတာဟုတ်အဲ့ဒီရွာမှာလည်းပဲတထေး2ဦးရှိတယ်တဲ့ဒါပေမဲ့တထေး2ဦးကတော့သူကစီးပွားပြက်လို့တထေးဆိုတာနာမည်ပဲကြံတော့တယ်တကယ်တမ်းကဘာမှမရှိတော့အဲ့ဒီတထေး2ဦးမှာလည်းတထေးသမီး2ယောက်နော်အဲ့ဒီဆင်းရဲသွားတဲ့နော်မွဲရဲသွားတဲ့နော်တထေးသမီးကသူကရုပ်ကလှတယ်အထူးသဖြင့်သူ့ရဲ့ဆပင်ကတော်တော်ကောင်းတယ်နော်ဆပင်ကြောင့်ပို့ပြီးတော့သူကတင့်တယ်တယ်ပေါ့ဟိုဘက်ကပတ်စံရှိတဲ့တထေးသမီးကအဲ့ဒီဆပင်ကိုရားကျင်လွန်းလို့သူကဆပင်နဲ့ညံ့တယ်ဆပင်ကိုရားကျင်လွန်းလို့ဝယ်တာဒီကပတ်စံမရှိမှလို့မရအောင်မို့သူ့ဆပင်ကိုသူတော်တော်မြတ်နိုးတယ်ပေါ့နော်မိကလေးတို့ဘုံပါဆက်တို့ဘုံဆိုဟုတ်လားတော့ဆပင်ကိုမြတ်နိုးတော့မရအောင်100ပေးတယ်မရအောင်နောက်1000ထိတောင်တက်ပေးတယ်အဲ့ဒါသူမရအောင်အဲ့ဒီရွာကိုခုနကရဟန္တာမထေရမြတ်8ပါးကြွသွားတဲ့အခါကျတော့အဲ့ဒီဆပင်ကောင်းတဲ့တထေးသမီးကတွေ့တယ်ဟဲ့မုန်းကလည်းတဲ့တော့မယ်ပေါ့နော်အရှင်မြတ်တွေဆုံးလည်းမရသေးဘူးအဲ့တော့မဖြစ်ဘူးငါမြန်ချက်ပြုတ်ပြီးတော့လှူခြင်းတယ်ဆိုတော့အိမ်ပဲ့တယ်ဒါမဲ့ပတ်စံမရှိဘူးအလောတကောစဉ်းစားရတယ်ဒါဘယ်ရနိုင်မလို့ပေါ့ပတ်စံအဲ့ဒါနဲ့တစ်ချိန်လုံးကသူ့စီကနေဆပင်ဝယ်ဘူးတာကိုသူကအမှတ်ရတယ်1000တောင်ပေးထားတာပေါ့အဲ့ဒါနဲ့အထင်းတော်ကိုခေါ်ပြီးတော့အဲ့ဒီသူ့ဆပင်ကိုအကုန်ဖြတ်ခိုင်းတယ်ဖြတ်ခိုင်းတဲ့အခါကျတော့ဟောကာယကရှင်ကဘာမှမဖြစ်ဘူးဖြတ်ပေးတဲ့လူက2မျိုးလုံးလို့တောင်ငိုတယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒါနဲ့ဆပင်ကိုသွားပြီးတော့ရောင်းတဲ့အခါကျတော့ဟိုကလည်းပဲအရေးကြီးလို့လာရောင်းတယ်ဆိုတာသိတော့နှိမ်နေတဲ့1000ပေးခဲ့တဲ့ဆပင်ကို8ကျပ်ပဲပေးတယ်ရတဲ့ဈေးနဲ့ယူခဲ့ဆိုတော့သူကလည်းရတဲ့ဈေးနဲ့ယူလာတာပေါ့8ကျပ်ပေါ့အဲ့မထေရမြတ်ကလည်း8ပါးကိုင်းတပါးတစ်ကျက်တန်ဆွမ်းဆိုပြီးတော့အမြန်ချက်ပြီးတော့လှူရတာပေါ့နော်တော့ဆွမ်းကပ်မယ်ဆိုတဲ့အခါကျတော့ခေါင်းကဆပင်ကမရှိတဲ့အခါတော့ရှက်တဲ့အတွက်ကြောင့်သူကအိမ်ထဲကမထွက်ဘူးတထေးသမီးကဒါပေမဲ့မထေရမြတ်ကယဟန္တာဆိုတော့သိတယ်နော်လုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်တာကိုအလွန်မြတ်နိုးတဲ့အရာကိုစွန့်တယ်စိတ်ကတကယ်ကြည်ညိုမှုဖြစ်လာပြီနော်အကျိုးဆောင်လို့မှုတွေတကယ်ထက်သန်လာပြီဆိုရင်လူတွေဟာတွေ့တာတဲ့စိတ်တွေကိုဖျက်တောက်နိုင်တဲ့သဘောရှိဟုတ်လားသာတော့ဒါကိုဘယ်တော့ပဲမြတ်နိုးအဲ့ဒါတဲ့ပို့ပြီးတော့မြတ်နိုးတာတွေ့လာပြီအဲ့ဒါတဲ့ပို့ပြီးတော့နော်စိတ်ထဲမှာနော်ထက်သန်တာဖြစ်လာပြီဆိုရင်တစ်ချိန်လုံးကမြတ်နိုးခဲ့တဲ့အရာကိုသူစွန့်နိုင်တယ်ပေါ့နော်အဲ့ဒီသဘောပဲအဲ့တော့မေးတာပေါ့တထေးသမီးကဘယ်မှာတော့ဆိုတော့ဒီလိုဒီကြောင်းပဲဗျာမျက်ရည်တွေနဲ့ရှောက်တယ်အထိန်တော်ကစပင်မရှိလို့ဆိုတော့ထွက်ခဲ့ပါလို့ပြောပါပေါ့အဲ့ဒါနဲ့မထေရမြတ်ကြီးကအမိန့်ရှိနေတာဆိုတော့သူထွက်လာပေါ့အိမ်ထဲကနေအံ့ဩစရာအဲ့ဒါမထေရမြတ်ရှိလေရောက်ရောစပင်ကငကိုပုံစံတိုင်းပြန်ဖြစ်သွားတယ်တဲ့ကဲဒါမျိုးတွေကြတော့ဘုန်းတို့အခြေခံတရားနည်းမယ်နော်တချို့ဆိုရင်လည်းယုံကြည်မှလည်းယုံကြမယ်ပေါ့သို့တော်လည်းပဲတဘာဝဆိုင်အောင်အကြောင်းအကျိုးဆိုင်အောင်စဉ်းစားမယ်ဆိုလို့ရှိရင်နော်သူဟာလုံနိုင်ခဲ့တဲ့အလုပ်တစ်ခုကိုနော်လုပ်ခဲ့တဲ့သူ့ရဲ့စိတ်ဆွမ်းအားရှိတယ်ပေါ့နော်ဒီဟာတွေကအံ့ဩစရာကောင်းတဲ့လက်လှမ်းမမီနိုင်တဲ့တဘာဝတရားတွေလို့ဆိုခြင်းတယ်ပေါ့ဟုတ်လားဒါစားရဒါဒီတိုင်းမှတ်တမ်းတင်ထားတာပဲသူ့ရဲ့ဆံမဟာငကိုအတိုင်းပဲပြန်ပြီးတော့ပဂရိတိုင်ရှိနေတယ်အံ့ဩတယ်ပေါ့နော်ဒါလေးကိုဘုန်းကပြောနေတာပါနောက်တော့ဒီမထေရသူ့ရဲ့ရှင်ဘုရင်ဒီပြန်ရောက်တော့ဒီနေ့ဆုံးကဘယ်စားခဲ့တာတုံးရှင်ဘုရားတို့ဘယ်ဖုံးပေးခဲ့တာဆိုအဲ့ဒီမှာတထေးသမီးအကြောင်းကိုပြောတဲ့အခါကျတော့ဘုရင်ကြီးကမိဖုရားမြတ်ဖို့လားခေါ်နေတယ်ဟောတောက်လျှောက်ဆက်ပြီးတော့အကျိုးပေးတာပေါ့နော်အဲ့တော့ပြောနေတာကဘာတော့နော်ဒါနကောင်းမှုဟာဒီပြစ္ဆုတ်ပံမသေးခင်မှာကိုပဲစောစောကပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုဖြစ်ထွန်းစေနိုင်တယ်ကိုကတကယ်ကိုပဲထက်တန်ကိုယ့်ရဲ့စိတ်ကနော်ဆွန့်လွတ်မှုမှာတကယ်ကိုပဲကြီးမားဖြစ်လာပြီဆိုလို့ရှိရင်အံ့ဩစရာကောင်းအောင်မယုံနိုင်လောက်အောင်ကောင်းကျိုးတွေကိုလည်းဖြစ်ထွန်းစေတယ်ဆိုတာလေးကိုတွေးမိဖို့ဒါလေးကိုပြောပြတာနော်ရိပ်ဖြတ်ထားတဲ့ဆပင်ဟာပင်ကိုပဂရိတိုင်ပြန်ပြီးတော့ဖြစ်သွားတယ်ဆိုတာအံ့ဩစရာကြီးပေါ့ဟိုတို့မျက်လုံးလှူတဲ့ပါတော့ဇတ်တော်တစ်ခုရှိတယ်လေတိဝိမင်းဟုတ်လားသူလည်းပဲမျက်လုံးပြန်ရတာဒါပေမဲ့အဲ့ဒီကြတော့သူကတစ္ဆာရဲ့အစွမ်းကြောင့်မို့လို့မျက်လုံးပြန်ရတာရှိတယ်ဟုတ်လားဒီမှာတော့သူကတစ္ဆာဆိုတာတွေဘာတွေတော့မပါဘူးနော်မထေရမြတ်ကိုရှိခိုးဖို့ထွက်လာတော့ပင်ကိုပဂရိအတိုင်းဆပင်ဟာရှိနေတယ်ဆိုတာပဲပါတယ်နော်အဲ့လိုပြောရင်ဒါပါလေ
ပြစ္ဆုတ်ပန်ချမ်းသာကိုဘလို့ဖြစ်စေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နောက်စောတော့ညင်းမရတဲ့အကျိုးကျေးဇူး၄မျိုးနောက်ဆုံးကိုကထက်ထက်တန်တကယ်ကိုပဲဆွန့်လွတ်မှုကိုကြိုးစားသားနော်ဖြစ်စေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေကိုဖြစ်စေလိမ့်မယ်ဆိုတာကိုတွေးစေခြင်းလို့ဒါလေးကိုပြောပြတယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ပြစ္ဆုတ်ပန်ချမ်းသာဒီလောက်နဲ့ပြီးအောင်နော်တန်တရားချမ်းသာဆက်ပြီးတော့ပြောကြမယ်ဘောဆက်ကြအောင်ပါဟိုတနေ့ညပြောတာရှိရလေဥဒ္ဒပနေညနော်လောကကိုကြည့်တဲ့နေရာမှာတလောကတည်းမကြည့်ရဘူးဥဘောလောကေအဝခတိလောကကိုနှစ်လောကကြည့်ရမယ်လို့ပြောရတာမှတ်မိလားမသိပါနော်လောကကြည့်ရမယ်ဆိုဘာလောကတော့အခုလောကရဲ့နောင်တမလွန်လောကရဲ့အရင်တုန်းကနှစ်လောကမကြည့်ခဲ့လို့အခုဆင်းရဲနေကြတာတချို့အခုနှစ်လောကမကြည့်ဘူးဆိုရင်နောင်ဆင်းရဲကြအောင်မေဒါကိုတွေးရမယ်ဟုတ်လားအဲ့တော့ဒီတန်တရားနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့စဉ်းစားတဲ့နေရာမှာဒီဒါနကောင်းမှုကိုလည်းပဲထည့်ပြီးတော့စဉ်းစားရမယ်ဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်လူသိများတဲ့အကြောင်းအရာတစ်ခုကိုပဲလိုရင်းလေးဘလို့လေးမြင်မလဲဆိုတဲ့အမြင်ကလေးအနှစ်ချုပ်ပြီးတော့ပြောကြည့်ဟုတ်လားအဲ့ဒီတုတ်တံကဘာလဲဆိုတော့သူမနာတုတ်တံအလွန်ထင်ရှားပါတယ်ကောသလမင်းကြီးရဲ့သမီးပဲသူမနာမင်းသမီးဆိုတာဒီနေ့မြတ်စွာဘုရားကြီးသွားပြီးတော့ပြဿနာမေးဘာမေးတော့မြတ်စွာဘုရားတဲ့ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်နဲ့မပြုခဲ့တဲ့ပုဂ္ဂိုလ်ဟာရောက်ရဘဝတွေမှာသူတို့နှစ်ယောက်တူနိုင်မှာဆိုတဲ့မေးခွန်းတန်တရားမှာဒါနဟာဘလို့ချမ်းသာစေတယ်လဲဆိုတဲ့မေးခွန်းကိုဖြေတဲ့နေရာမှာဒီသုတ်တန်ပြောတာအရင်ကောင်းနော်ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်နဲ့ဒါနကောင်းမှုမပြုခဲ့တဲ့ပုဂ္ဂိုလ်ဟာအဖြစ်ရဘဝကျင်လည်ရတဲ့နေရာမှာတူနိုင်မလားလို့မေးခွန်းမေးတာဒီမေးခွန်းကအကြောင်းမဲ့မေးတာတော့မဟုတ်ဘူးနော်ကောသလမင်းကြီးရဲ့သားလေးနော်အထင်တော်ရဲ့သားလေးနှစ်ယောက်နော်စကားပြောတဲ့အရွယ်မဟုတ်ဘဲနဲ့စကားပြောကြတာကြောက်တယ်နော်ဒီဇလန်းလေးကိုဟုတ်လားအောက်လို့ပြောကြတာတော့သူအရင်ဘဝကတ္တဗမြတ်စွာဘုရားလက်ကတန်ငယ်ချင်းယဟန်နှစ်ပါးနောက်တစ်ပါးဒါနကောင်းမှုပြုတယ်တစ်ပါးဒါနကောင်းမှုမပြုဒါနကောင်းမှုပြုတဲ့ယဟန်ကဘာလို့နတ်ဖြစ်တယ်ပေးတဲ့အခါကျတော့ကောသလမင်းကြီးရဲ့သားလာဖြစ်တယ်ဒါနကောင်းမှုမပါတဲ့ယဟန်နတ်ဖြစ်တယ်ပေးတဲ့အခါကျတော့ထိန်းတော်ရဲ့သားလာဖြစ်တယ်အဲ့ဒီမှာချင်းချင်းပြောကြဆိုကြတာကိုသိတော့ကြားရတော့အဲ့ဒီသုမနာမင်းသမီးကမြတ်စွာဘုရားကိုလာလျှောက်တယ်နော်ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်နဲ့မပြုခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရဘဝကျင်လည်ကြတဲ့နေရာမှာနော်တူနိုင်မလားအဲ့တော့မြတ်စွာဘုရားမတူနိုင်ဘူးတဲ့ဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ပြုတဲ့ပုဂ္ဂိုလ်နှစ်ယောက်သေလို့နတ်ဖြစ်ကြပြီနတ်ဖြစ်တာချင်းတော့တူတယ်ဒါပေမဲ့အဲ့ဒီနတ်နှစ်ယောက်မတူဘူးတဲ့ဘာမတူတာတော့အာယုဝန္နဒုက္ခယတအာဓိပတိယအဲ့ဒီ၅မျိုးမှမတူဘူးတဲ့အာယုဆိုတာအသက်နော်နတ်ဖြစ်ပြီဆိုနတ်တို့ရဲ့အသက်ဝန္နဆိုတာဆင်းဒုက္ခဆိုတာချမ်းသာယတဆိုတာအချမ်းရံကြော်စောအာဓိပတိယဆိုတာဘာတော့အစိုးရနော်ဘယ်နှမျိုးတော့၅မျိုးအဲ့ဒီ၅မျိုးမှာဒါနပါတဲ့နတ်ဒီဒါနမပါတဲ့နတ်ကိုလွှမ်းမိုးပြီးတော့တည်ရတဲ့ဆိုလိုတာတာတယ်ပေါ့အသက်ပူရှိတယ်ဆင်းပူလာတယ်ချမ်းသာပူကြီးတယ်နော်အချမ်းရံကြော်သောပူပြီးတော့များတယ်အစိုးရမှုပူပြီးတော့ကြီးမားတယ်တခါဒါနပါတဲ့လူနဲ့ဒါနမပါတဲ့လူနော်လူဖြစ်ကြပြီဆိုတော့တူလားဆိုတော့မတူဘူးဘလို့မတူတော့ဆိုဒီ၅မျိုးမတူတာပဲနော်ဒါနပါတဲ့လူကဒါနမပါတဲ့လူတဲ့အသက်ပူရှိသေးတဲ့ဟောလူတွေကနော်တီလာဟောတာအသက်ရှည်ကြောင်းလို့ပြောရတာဒီမှာဒါလည်းအသက်ရှည်ကြောင်းဆိုတာတွေ့ရတယ်နော်အာယုဝန္နဒုက္ခယတအာဓိပတိယပါဠိစကားလုံးလေးတွေရင်းနှီးအောင်မှတ်တာဟုတ်လားလူမှာဖြစ်တဲ့အသက်လူမှာဖြစ်တဲ့အစဉ်လူမှာဖြစ်တဲ့ချမ်းသာဟုတ်လားလူမှာဖြစ်တဲ့အချမ်းရံကြော်စောလူမှာဖြစ်တဲ့အစိုးရခြင်းဒီ၅မျိုးမှာဒါနပါသောသူသည်ဒါနမပါသောသူကိုလွှမ်းမိုးပြီးတော့တည်တဲ့ဆက်ပြီးတော့မေးတယ်အဲ့ဒီသုမနာမင်းသမီးကမြတ်စွာဘုရားတဲ့အဲ့ဒီလူနှစ်ယောက်ဒါနပါတဲ့လူမပါတဲ့လူပေါ့နော်ယဟန်ဖြစ်ကြပြီဆိုတော့သူတို့ယဟန်နှစ်ပါးတူနိုင်လားအဲ့တော့မြတ်စွာဘုရားမတူဘူးတဲ့အဲ့ဒါလေဘလို့မတူတာတော့နဲ့ဟောသူကြတော့တစ်မျိုးဟောတယ်သူလည်းပဲ၅မျိုးသောအရာဌာနတို့မှာဒါနပါသောယဟန်ဒီဒါနမပါသောယဟန်ကိုလွှမ်းမိုးပြီးတော့တည်နိုင်တယ်၅မျိုးသောအရာဌာနပါတော့နော်စွမ်းသင်္ကန်းကြောင်းဆေးပစ္စည်း၄ပါးဟုတ်လားအဲ့ဒါစွမ်းဖုံးပေးရမယ်ဆိုလို့ရှိရင်ပဲလှူတဲ့ပုဂ္ဂိုလ်တွေရဲ့တောင်းပန်ခြင်းကိုခံပြီးတော့ပဲဖုံးပေးရတာများတယ်တဲ့မတောင်းပန်မဲနဲ့တောင်းပန်မခံဘဲနဲ့ဖုံးပေးရတာနည်းတယ်ဆိုတော့တပည့်တော်ချီးမြှောက်သောအဖြစ်ဒီစွမ်းလေးကိုဖုံးပေးပါဗျာသူများခါရတောင်းပန်ပြီးတော့ဆိုတော့လွယ်ကူချမ်းချမ်းသာသာဖုံးပေးရတယ်ပေါ့နော်အဲ့လိုပဲသင်္ကန်းဆိုရင်လည်းတောင်းပန်ခံရပြီးမှပဲဝေ့ရတယ်နောက်ကျောင်းဆိုရင်လည်းတောင်းပန်ခံပြီးတော့မှပဲနေရတယ်
ဆေးဆိုရင်လည်းပဲဒီလိုဆေးလေးသုံးဆောင်ပါဗျာအဲ့လိုတောင်းပန်ပြီးတော့မှသုံးဆောင်ရတယ်ဒါတင်လားဆိုတော့မကဘူးတဲ့ဒီပိဋကတ်၄ပါးရဲ့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်နိုးမှုတန်ဖိုးထားမှုနဲ့ဆက်ဆံတာကိုခံရတယ်နော်အများရဲ့မေတ္တာပေါ့နော်ဒီဒါနဓာတ်ကဖြစ်လျာဘဝမှာဒီဘဝတွေမကောက်နော်ခုနကတော့ပြစ္ဆုတ်ပံမှာလည်းဗာပြောတာအများချစ်ရဆိုတော့အရင်ရှိရတင်ထားတာဟုတ်လားအခုဒီမှာကျတော့ဘယ်လိုတွေ့အောင်တန်လျာမှာကိုပဲပါတော့သူများချစ်ခင်မြတ်နိုးခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရတာကံတရားတို့ရဲ့စမ်းကြယ်ပုံနော်ညနေရဘုံဘုံကဖျားပေါ်သွားရင်လည်းပေါ်မော့ကြည့်ဂျိုတွေကျယ်တွေကိုလည်းစိတ်ဝင်စားတော့မော့ကြည့်တော့အော်အဝေးကြီးပါလားကိုကလည်းဘာမှမဟုတ်ပါလားနော်ကဘာဂျိုလေးပေါ်မှာတကယ်သေးသေးပေါ့နော်အဝေးကြီးလောကကြီးကကျယ်လိုက်တာဖြစ်နေရတယ်လေစမ်းကျယ်လိုက်တာနော်စမ်းကျယ်လိုက်တာကြည့်ပါဦးဘာတွေဘလို့တွေဖြစ်နေတော့ကိုကလည်းအဲ့ဒီဖြစ်နေတဲ့ဖြစ်ချင်းတရားတွေကကိုလည်းသဘာဝတရားတစ်ခုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှောက်ပြီးတော့စိတ်ကတောင်စင်ရင်မရတွေးနေတာအဲ့အတွေးကိုလည်းပြန်ပြီးတော့မှတ်မိနေတယ်ပေါ့နော်အဲ့ဒီဟာတွေစမ်းကြယ်တာတဲ့တတ္တဝါတွေစမ်းကြယ်တာပို့ပြီးတော့စမ်းကြယ်တယ်မြတ်စွာဘုရားအဲ့လိုဟောတာရှိတယ်တတ္တဝါတွေဘာလို့စမ်းကြယ်တာတော့ကံစမ်းကြယ်တတ္တဝါတွေစမ်းကြယ်ရတယ်ကံဘာလို့စမ်းကြယ်တာတော့စိတ်စမ်းကြယ်လို့ကံစမ်းကြယ်ရတယ်စိတ်ကကောင်းခြင်းဆိုခြင်းမကောင်းမဆိုမျိုးမျိုးစိတ်ကစမ်းကြယ်အဲ့ဒီစိတ်စမ်းကြယ်တော့အပြုအမူကံတရားတွေပြောတာဆိုတာတာကိုင်းတာတွေးတာတွေစမ်းကြယ်ရောအဲ့ဒါတွေစမ်းကြယ်ပြီးဆိုအကျိုးရလဒ်တွေကလည်းစမ်းကြယ်ရောနော်ဟိုတနေ့ကရေသတ္တဝါတွေအကြောင်းဗီဒီယိုဖိုင်လေးကြည့်ဘလောက်စမ်းကြယ်တော့သတ္တဝါတွေဖြစ်နေတယ်နော်ရေသတ္တဝါတွေဆိုရင်ဒါလူတွေဘလောက်ပဲအာကာသတွေအကြောင်းသိတယ်ပြောဒီသမုဒ္ဒရာကြီးအကြောင်းကိုဘယ်နှရာခိုင်နှုန်းမှမသိသေးဘူးလို့ဒီလိုလည်းပဲမှတ်သားဘူးတယ်ဟုတ်လားအဲ့တော့စမ်းကြယ်တာတွေစမ်းကြယ်တာတွေအဲ့ဒါလေးတွေကိုရှင်းပြီးတော့ဒါပါတော့တွေးရမယ်ပေါ့နော်အခုဒါနဲ့စေတနာနော်ဆွလွတ်မှုနဲ့ရှင်တဲ့စိတ်ကနော်ကံတရားမှတစ်ဆင့်စမ်းကြယ်တဲ့အကျိုးပေးတွေကိုဖြစ်စေတယ်ဘာနဲ့ဆက်ဆက်ပြီးတော့ပြောလိုက်တာတော့လူချစ်လူခင်များတယ်ဆိုရင်ပြောတာနော်ဟုတ်လားအဲ့တော့ကိုကပေးခဲ့တယ်ကွာဆိုတာကိုလည်းမေတ္တာအခြေခံပြီးတော့ကိုကဖြစ်ခဲ့တာကိုပေးတာကိုယူတဲ့လူကဒေါသဖြစ်မလားဘယ်ဖြစ်မလို့မေတ္တာတွေလည်းပတ်ခဲ့တာနော်ပေးခြင်းမှာဘာတွေလည်းပတ်နေတာမြင်ရတယ်မေတ္တာတွေလည်းပတ်နေတာမြင်ရတယ်ဟုတ်လားနှမျိုးချင်းမှာဘာတွေလည်းပတ်နေတော့ကြောက်နေတာလေနှမျိုးကြီးပေးရမှကြောက်နေတာဟုတ်လားဒေါသချမ်းရမ်းနေတာမရှိဘူးလားကြည့်နော်မစ္စရိယရဲ့အကြောင်းတရားကိုလောဘနဲ့ဒေါသလို့ဒီလိုရှားပြထားတာလည်းရှိဟုတ်လားအဲ့ပြောနေတာကဘာလဲနော်တန်တရားမှာကျင်လေကြတဲ့နေရာမှာမတူနိုင်ဘူးဟုတ်လားနတ်ဖြစ်လည်းမတူဘူးလူဖြစ်လည်းမတူဘူးခုယဟန်ဖြစ်ပြီဆိုတာတော့မတူဘူးတဲ့မင်းကိုဆုံးအောင်မေးတယ်အဲ့ဒီမင်းသမီးကလည်းတော်တယ်တော်ဆိုသူကလည်းအရိယာပဲလေဘာဆက်မေးတော့ဆိုတော့မြတ်စွာဘုရားတဲ့အဲ့ဒီဒါနပါတဲ့ယဟန်နဲ့ဒါနမပါတဲ့ယဟန်တော့တရားကျင့်လို့ယဟန္တာဖြစ်ကြပြီဆိုတော့သူတို့မျက်မှောက်ပြုတဲ့နော်သူတို့အာယုံပြုတဲ့ဒီဝိမု ക്തി ဒုက္ခဟုတ်လားဒီနိဗ္ဗာန်ချမ်းသာကိုရတဲ့နေရာမှာအဲ့ဒီယဟန္တာနှစ်ပါးရဲ့ချမ်းသာခြင်းကိုကြွားနိုင်ပါသလားလို့မေးထူးခြားနိုင်ပါသလားအဲ့တော့မြတ်စွာဘုရားအဲ့ဒါတော့မထူးခြားတော့ဘူးတဲ့နော်ဒါနပါတဲ့ပုဂ္ဂိုလ်မျက်မှောက်ပြုတဲ့နိဗ္ဗာန်လဲဒါပဲဒါနမပါတဲ့ပုဂ္ဂိုလ်မျက်မှောက်ပြုတဲ့နိဗ္ဗာန်လဲဒါပဲဒီထိသူကမေးတာပေါ့နော်အဲ့တော့ပြောချင်တာလေးကဘာလို့နာကောင်းမှုဒီပြစ္ဆုတ်ပံမှာဘလို့ချမ်းသာစေတယ်လဲအဲ့ဒါပြီးတော့ခုဘာကိုပြောနေတာနော်တန်လျာမှာဘလို့ချမ်းသာစေနိုင်တယ်လဲဆိုတာလေးကိုတွေးဖို့ဟုတ်လားဒါစာကကောင်းမှုရဲ့နော်စာကားဆိုတဲ့မျက်နှိုးတိုက်တဲ့ဒီဥစ္စာပစ္စည်းရဲ့တန်ဖိုးတွေကိုဘုံဘုံတို့မြင်လေလေသူ့ကိုစုဆောင်းလိုစိတ်ရယူလိုစိတ်ဥပြီးတော့ထက်တန်ပြီးတော့လှုပ်ဖြစ်မယ်ပေါ့ဒီအကျိုးကိုရည်ရွယ်ပြီးတော့ဒါပြောနေကြတယ်ပေါ့နော်အဲ့ဒါလို့ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုဘလို့ရစီမလို့ဒါနာကောင်းမှုอ่ะဟာဒီဟာကြတော့နည်းနည်းလေးနဲ့သွားပြီနော်ဒါနာကောင်းမှုနဲ့နိဗ္ဗာန်ချမ်းသာဘလို့ဆက်နေသလဲဆိုတဲ့အပိုင်းပေါ့ဘုန်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာတခုသောတရားကိုပွားများမယ်ဆိုလို့ရှိရင်ဧကဓမ္မောဘိက္ခွေဘာဝိတောဘဟုလီကတောဧကန္တနေပိဒါယဝိဒါဂာယနိရောဓာယဥပသမယအပညာယတံဘောဓာယနိဗ္ဗာန်ယသံဝတ္တံတိလို့ယုံကြည်သူခုနှစ်မျိုးဟောတဲ့ဒေသနာလေးတွေစုထားတာရှိဟုတ်လားဧကဓမ္မောနော်တခုသောတရားသည်ဘာဝိတောပွားများမယ်ဆိုရင်ဘဟုလီကတောကျိန်ဖန်များစွာကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်နံပါတ်1ဧကန္တနေပိဒါယသေချာပေါက်ဘဝရဲ့ပုံမှာညီးငွေတဲ့ဉာဏ်
မှန်ကန်တဲ့အမြင်ပေါ့နော်ညီငွေတဲ့ဉာဏ်ကိုရမယ်ဝိဒါကရတယ်ဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းတဲ့အနေအထားကိုရောက်မယ်နိရောဓရဒုက္ခချုပ်ငြိမ်းတဲ့အနေအထားကိုရောက်မယ်ဥပဒမာယနှလုံးစိတ်ဝမ်းငြိမ်းအေးတဲ့အခြေအနေတည်းကိုရမယ်အဘိညာရတယ်ဒီခန္ဓာ၅ပါးယုတ်တဏ္ဍသဘာဝတရားတို့ရဲ့မတည်မြဲမှုမကောင်းမွန်မှုတန်ဖိုးမဲ့မှုဒီအနိစ္စဒုက္ခအနတ္တကိုဝိပဿနာဉာဏ်နဲ့ထိုးထွင်းပြီးတော့သိမယ်တဲ့တန်ဖိုးဓာရတယ်ဘောအဆင်းရဲမြတ်တာဖြစ်တယ်ဆိုတော့ပိုင်းနိုင်ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိမယ်သမုဒယသစ္စာကိုပိုင်းခြားသိပြီးတော့ပယ်နိုင်မယ်နိရောဓသစ္စာကိုပိုင်းခြားသိပြီးတော့မျက်မှောက်ပြုနိုင်မယ်မဂ္ဂသစ္စာကိုပိုင်းခြားသိပြီးတော့ပါတော့ပွားများပြီးသားဖြစ်မယ်သစ္စာ၄ပါးကိုသိမယ်မဲ့ဉာဏ်ကိုရမယ်ပြောတာနိဗ္ဗာန်ရတယ်ဖို့ဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုဒီဘဝတွင်ကြိမ်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်ခြင်းကတန်ဝတ္တန်တိဖြစ်ကုန်၏တဲ့အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးအဲ့ဒါတခုသောတရားကိုပွားများမယ်ကြိမ်ဖန်များစွာပြုမယ်ဆိုရင်ဒီအကျိုးကျေးဇူး9မျိုးရမယ်တဲ့အဲ့ဒီတခုသောတရားဆိုတာကိုမြတ်စွာဘုရားအဲ့ဒီဘယ်နှမျိုးဟောလို့10မျိုးတောင်ဟောတယ်တရား10ပုဒ်စုထားတာပေါ့နော်အဲ့ဒါဘယ်ရစအောင်ဆိုဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလာနုတ္တိစာဃာနုတ္တိဟောအခုပြောတဲ့စာဃာနုတ္တိသူပါနေနော်ဒေဝတာနုတ္တိနော်အဲ့ဒီထဲမှာဒီစာဃာနုတ္တိကိုထည့်ပြီးဟောတာသူလည်းတပါးအပါဝင်ပဲတော့ခုနကတော့စာဃအကြောင်းပြောနေတာနော်အဲ့တော့စာဃနုတ္တိဆိုတာစာဃအနုတ္တိပေါ့ဟုတ်လားစာဃကိုပါတော့အဖန်မအမှတ်ရတာကိုဆွန့်လွတ်ခဲ့တာကိုလှူဒန်းခဲ့တာနော်ကိုပြီးခဲ့ကမ်းခဲ့တာတွေကိုပြန်ပြီးတော့တွေးပြီးတော့စိတ်ထဲမှာဝမ်းသာမှုကြည်နူးမှုဖြစ်အောင်ပြန်ပြီးတော့စဉ်းစားတာဆင်ញင်တာအဲ့ဒါကိုဘာခေါ်တော့စာဃနုတ္တိအဲ့ဒီစာဃနုတ္တိဟာနော်အကျိုးကျေးဇူးဘယ်နှမျိုးစီကိုဥတည်နေတာတော့9မျိုးစီကိုဥတည်နေတာနော်အဲ့တော့စာဃနုတ္တိဘုံတို့ဖြစ်ဖို့ဆိုလို့ရှိရင်ကိုကနော်ကိုစွန့်ခဲ့တာကိုပြန်ပြီးတော့စဉ်းစားတဲ့ဘာဝနာဖြစ်ဖို့ဆိုရင်မစွန့်ခဲ့ဘဲနဲ့စွန့်ခဲ့တာကိုပြန်စဉ်းစားပြမလားဒါနနဲ့ကင်းပြီးတော့စာဃနုတ္တိမဖြစ်နိုင်ဘူးစာဃနဲ့ကင်းပြီးတော့စာဃနုတ္တိဖြစ်လို့မရဘူးဟုတ်လားဒါကြောင့်ဒါနကောင်းမှုဒီစာဃကောင်းမှုနဲ့နိဗ္ဗာန်နဲ့ဘလို့ဆက်သွယ်နေတယ်လဲဆိုတာလေးကိုအဲ့ဒီဒေသနာလေးကိုအခြေခံပြီးတော့ဘုန်းတို့မြင်တတ်ဖို့မလိုဘူးလားလိုရနော်အဲ့ဒါလေးကိုပို့ပြီးတော့ဘုန်းတို့ရှင်းအောင်ဒီစာဃနုတ္တိကနိဗ္ဗာန်ချမ်းသာကိုနောက်ဆုံးမျက်မှောက်ပြုနိုင်မယ်လို့ဟောထားတဲ့ဒေသနာလေးကိုပို့ပြီးတော့ရှင်းသွားအောင်မဟာနာမသုတ်တံမှာပြောထားတဲ့စကားတွေနဲ့ရှင်တွဲပြီးတော့ဘုန်းတို့စဉ်းစားကြည့်တဲ့ဒါကြောင့်မဟာနာမသုတ်တံလေးကိုထပ်ပြီးတော့ပြောမယ်မဟာနာမသုတ်တံဆိုတာကမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တဲ့မဟာနမင်းကြီးကမြတ်စွာဘုရားကိုမေးလို့ဟောတဲ့သုတ်တံပေါ့နော်မဟာနမင်းကြီးကမြတ်စွာဘုရားတဲ့အရိယာပုဂ္ဂိုလ်တွေကဘလို့နေခြင်းဖြင့်အနေများကြပါသလဲလို့မေးတာအရိယာဖြစ်သွားပြီမဉ္ဇဉ်ပူဉ္ဇဉ်ရပြီဆိုရင်ဘလို့နေခြင်းနဲ့ဘဝမှာဘဝရဲ့လက်ကြံကိုအချိန်ကုန်စေကြသလဲအဲ့လိုမေးတော့မြတ်စွာဘုရားအနုတ္တိ6ပါးအဲ့ဒီမှာဟောတယ်အနုတ္တိ6ပါးဖြင့်အရိယာပုဂ္ဂိုလ်တွေအနေများကြတယ်ဘုရားအနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်ကိုအဖန်မအမှတ်ရသူတို့ဘလို့နေတော့မြတ်စွာဘုရားအကြောင်းစဉ်းစားရင်းနေတယ်မြတ်စွာဘုရားရဲ့ဂုဏ်ဟုတ်လားနောက်တရားတော်ရဲ့ဂုဏ်သံဃာတော်ရဲ့ဂုဏ်ဟုတ်လားကိုဆောင်ထိန်ထားတဲ့သီလရဲ့ဂုဏ်အခုပြောနေတဲ့ကိုစွန့်လွတ်ထားခဲ့တဲ့ကိုစွန့်ခဲ့တဲ့စာဃရဲ့ဂုဏ်ဒါကိုစဉ်းစားတယ်ပြီးတော့ဒေဝတာနုတ္တိနော်နတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာနတ်ပြည်ကိုရောက်စေတတ်တဲ့အကြောင်းကောင်းမွန်တဲ့ဓာတ္တတိတွေရှိလို့ကောင်းမွန်တဲ့အကြောင်းတရားတွေရှိလို့နတ်ပြည်ကိုရောက်သွားတာငါမှလည်းပဲနတ်ပြည်ကိုရောက်စေတတ်တဲ့ကောင်းမွန်တဲ့အကြောင်းတရားတွေအများကြီးရှိတယ်လို့နတ်တွေကိုတက်တေရထားပြီးတော့ကောင်းမှုရဲ့စွမ်းအားတတ္တိကိုစဉ်းစားတာအဲ့ဒါပါခေါ်တော့ဒေဝတာနုတ္တိဟုတ်လားအဲ့ဒီလိုမြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်တွေဟာဒီဘာဝနာတရား5မျိုးဒီအနုတ္တိဘာဝနာတရား6မျိုးအနုတ္တိတရား6မျိုးနဲ့အနေများတယ်လို့ဟောတဲ့နေရာမှာမြတ်စွာဘုရားသုံးနှုန်းသွားတဲ့စကားလုံးလေးတွေကိုတလုံးချင်းဘုံဘုံကပြောခြင်းတယ်အဲ့ဒီဥစ္စာနော်ဒီစာကကိုနော်ပြန်ပြီးတော့စဉ်းစားတဲ့အခါမှာဘယ်လိုမျိုးစိတ်ထဲမှာမြင့်မြတ်တဲ့သဘောတွေဖြစ်သွားတယ်လဲဆိုတာလေးနော်ပုဏ္ဏစပရမဟာနာမအရိယတဝကောအတ္တနောစာကအနုတ္တရတိနော်မဟာနာကိုဟောတာနော်အရိယတဝကဖြစ်တဲ့နော်အဲ့ဒီအရိယပုဂ္ဂိုလ်တွေဟာတဲ့အတ္တနောစာကအနုတ္တရတိကိုယ့်ရဲ့ဆွန့်လွတ်မှုကိုဆွန့်လွတ်ခဲ့တာကိုကိုယ့်ရဲ့စာကိုသူဆင်ញင်တယ်ဘလို့ဆင်ញင်တော့တဲ့ဆင်ញင်ပုံလေးပါပြောထားတာဘုဒ္ဓတာမှတ်ရမှာဟုတ်လားလူတိုင်းဒါနကောင်းမှုပြုဘူးတာပဲလေအဲ့တော့ကိုပြုထားတာလေးကို
ပြန်ပြီးတော့တန်ဖိုးတက်လာအောင်အသုံးချဖို့လိုတာပေါ့ဟုတ်လားဒါစဉ်းစားပုံလေးကိုမြတ်စွာဘုရားထည့်ဟောထားတယ်လာဘဝတ္တမေသူလက်တံဝတ္တမေဩငါရတော့တယ်ငါလူဘဝကြီးကိုရတာအရတော့တယ်ဘာလို့ဆိုငါဟာမြင့်မြတ်တဲ့ဒီစွန့်မှုဆိုတဲ့လုပ်ငန်းကိုငါလုံမိတဲ့အတွက်ကြောင့်ဒီအလုပ်ရဲ့အကျိုးဆက်ကိုငါရမှာဒါကြောင့်မလို့ငါမှာအရတော့တယ်ဟောဒီကစစဉ်းစားနော်ဘယ်နဲ့ကြောင့်အရတော်တယ်လို့ तू ပြောရတော့တဲ့ဟောဟံမေစေရမလပရိယုဋ္ဌိတာယပဇာယဝိကတမလမေစေရဏစေတ္တငါဟာတဲ့မေစေရတရားတွေနှမျိုးမှုတရားတွေအညစ်အကြေးတွေလွှမ်းမိုးနေတဲ့ဟောဒီတတ္တဝါတွေကြားထဲမှာဝိကတမလမေစေရဏစေတ္တအာဂရံအဂါရံဣဇဝတာမိဟုတ်လားဆိုလိုတာကနှမျိုးမှုတွေလွှမ်းနေတဲ့လူတွေကြားထဲမှာငါနှမျိုးမှုကင်းတဲ့စိတ်ကလေးနဲ့ငါအိမ်မှာနေနေတယ်သူစဉ်းစားပုံလေးနော်ဒါဆွန့်လွတ်တဲ့လူမှလည်းသူ့ဆွန့်လွတ်မှုကိုအာယုံပြုတ်ပြီးတော့စဉ်းစားတာဟုတ်လားလူအများစုဟာဗာနဲ့နေကြတာနှမျိုးဝန်တူမှုအညစ်အကြေးနဲ့နေကြတာတဲ့စကားလုံးလေးကိုအတိအကျပြောမစ္စေရမလပရိယုဋ္ဌိတာယပဇာယမစ္စေရဆိုတဲ့အညစ်အကြေးတွေထကြွတောင်းကျမ်းနေတဲ့လူတွေကြားထဲမှာဟုတ်လားတတ္တဝါတွေဆိုအများစုကနှမျိုးမှုနဲ့ပဲနေတာအခုဟာလေးကိုဆုတ်ထားတာပဲသူများထိမှကြောက်တယ်နော်ဟုတ်တယ်မဟုတ်လားအဲ့ဒီကြောက်ရင်မှုနဲ့နေနေတာစိတ်ကလေအဲ့ဒါသူစဉ်းစားတာလေနှမျိုးမှုလွှမ်းနေတဲ့လူတွေကြားထဲမှာနှမျိုးမှုကင်းပြီးတော့ငါနေနေတယ်မုဒ္ဒစာကောလွတ်စွန့်ပြီးတော့ပယတ္တပါဏိစေးထားတဲ့လက်ရှိပြီးတော့ဟောတက္ကရတော့နောက်ဆွန့်လွတ်မှုမှာပျော်မွေ့ပြီးတော့အာဇာယောတောင်းရမ်းခံလိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဒါနတံဝိပါကတော့နော်ဒါနရဲ့တံဝိပါကလို့ဆိုတဲ့ဝေဖန်ခြင်းရဲ့ဒီတရားနှမျိုးမှာသူပျော်မွေ့ပြီးတော့ငါနေနေတယ်ဒါကြောင့်ငါရဲ့လူဘဝကိုရတာအရတော်တယ်ငါကောင်းတာကိုရအောင်ယူလိုက်နေတယ်ဒါကြောင့်ငါအရတော်တယ်လို့စဉ်းစားတယ်တဲ့အဲ့လိုစဉ်းစားတဲ့အခါကျတော့ဒါဘာဖြစ်ပြီတော့စာကနုဒ္ဒတိဖြစ်နေပြီနော်အဲ့လိုစဉ်းစားတဲ့အချိန်မှာဘာဖြစ်တော့ယတမိန်မဟာနာမသမေအရိယတာဝကောစာကအနုတ္တရတိနော်နေဝတ္တတတမိန်သမေရာဂပရိယုဋ္ဌိတံစိတ်တံဟောတိတဲ့အဲ့ဒါလို့တဲ့အရိယတာဝကဖြစ်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့စာကဆွန့်လွတ်မှုကိုစဉ်းစားနေတဲ့အချိန်မှာနော်ရာဂပရိယုဋ္ဌိတံစိတ်တံနာဟောတိယာကထကြွတောင်းကျမ်းသောစိတ်မဖြစ်ဘူးတဲ့တောအုပ်ကိုအမိပြုတ်ပြီးတော့ခိုးတွေဓမြတွေတောင်းကျမ်းကြတာတွေရှိတယ်ဟာအဲ့ဒီတောအုပ်ကစိတ်မချဘူးဓမြတွေတောင်းကျမ်းတယ်တခိုးတွေတောင်းကျမ်းတယ်တပုံတွေတောင်းကျမ်းတယ်ဟုတ်လားအဲ့လိုပဲဘုံဘုံတို့ခန္ဓာကိုယ်တောအုပ်ကိုလည်းပဲဘာတွေကတောင်းကျမ်းနေတော့ဆိုရာဂဒေါသမောဟကိလေသာတပုံတွေကိလေသာတခိုးဓမြတွေကတောင်းကျမ်းတယ်နော်အခုဒါကိုသူကအဲ့လိုလေးတင်စားပြီးတော့ပြောတာပရိယုဋ္ဌိတဆိုထကြတောင်းကျမ်းဘယ်သူထကြတောင်းကျမ်းနေတာများတော့ဆိုတော့ယာဂဆိုတဲ့ဆွဲလန်းမှုဒေါသဆိုတဲ့မကျေနပ်မှုမောဟဆိုတဲ့အမှန်မသိမှုဒီတရားသုံးမျိုးခေါင်းဆောင်တဲ့တခိုးဓမြဟာထကြတောင်းကျမ်းတယ်တကယ်လို့ကိုကစာကနုဒ္ဒတိကိုစဉ်းစားနေတယ်ကိုဆွန့်လွတ်မှုကိုခုနလေးလိုစဉ်းစားတယ်ဩငါနှမျောတဲ့လူတွေကြားထဲမှာမနှမျောဘဲနဲ့ငါနေတာဒါကြောင့်ငါအရတော်လိုက်တာငါလွတ်လွတ်လပ်လပ်ဆွန့်လွတ်ပြီးတော့ဘာမှငါတောင်းတဲ့ပြန်ရခြင်းတဲ့စိတ်နဲ့ပြလည်းမဟုတ်ဘူးနော်အဲ့လိုတတ္တဝါတွေပုံမှာမေတ္တာထားပေါ့ကိုယ်နိုင်တဲ့လောက်လေးဆွန့်တာလေးကိုပြန်စဉ်းစားလိုက်တဲ့အချိန်မှာလိုဖြစ်နေတော့စိတ်အခြေအနေကယာကထွားကြတောင်းကျမ်းတဲ့စိတ်မဖြစ်ဘူးတဲ့နော်နေဝတ္တအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရာဂပရိယုဋ္ဌိတံစိတ်တံဟောတိနော်ယာကထားကြတောင်းကျမ်းတဲ့စိတ်မဖြစ်ဘူးတဲ့နဒေါသပရိယုဋ္ဌိတံစိတ်တံဟောတိဒေါသထားကြတောင်းကျမ်းတဲ့သဘောလည်းမရှိဘူးတဲ့နမောဟပရိယုဋ္ဌိတံစိတ်တံဟောတိတဲ့နော်အမှန်မသိမှုမောဟထားကြတောင်းကျမ်းနေတာလည်းမရှိဘူးတဲ့ကဲဘယ်တော့ကောင်းတော့လောဘဒေါသမောဟဘာဖြစ်နေတယ်လို့ပြောတာတော့ကင်းနေတယ်လို့ပြောတာမြင်အောင်ကြည့်ရမယ်နော်အဲ့တော့လက်တွေ့လုပ်ကြည့်ပြီးတော့ဒေသနာကိုထောက်ခံနိုင်အောင်ကြိုးစားကြည့်ရမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဆက်ပြီးတော့ပြောတော့ဥဇုကတမေဝတတတမိန်တမေစိတ်တံဟောတိစာကအာရဘတယ်အလွန်သဘောကျတယ်ဒီစကားလေးကိုအဲ့ဒါလို့စာကကိုအာယုံပြုတ်လိုက်တဲ့အတွက်ကြောင့်တဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာဖြောင်းသွားတယ်တဲ့ဘာလို့ဖြောင်းသွားအောင်ဆိုတော့လောဘဒေါသမောဟမရှိလို့ဖြောင်းသွားတာစိတ်ကဘုန်းတို့စိတ်တွေကောက်ကွေ့နေတယ်တဝေထိုးရင်ထိုးပြီးတော့ရှုပ်ထွေးနေတယ်ဆိုတာလောဘဒေါသမောဟတွေရဲ့လက်ချက်ပေါ့နော်ကိုကစာကကိုအာယုံပြုတ်တဲ့အခါကျတော့စိတ်ကိုကောက်ကွေ့စေတဲ့လောဘဒေါသမောဟတွေကင်းသွားတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဘယ်လိုပြောတော့ဥဇုကတမေဝတတတမိန်တမေစိတ်တံဟောတိစာကအာရဘအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာအဲ့ဒီအချိန်မှာစာကကိုအာယုံပြုတ်ပြီးတော့ဖြောင်းတဲ့သဘောဖြစ်သွားတယ်စိတ်ကအလွန်ရိုးဖြောင်းတဲ့သဘောဖြစ်သွားတယ်အဲ့ဒါလောက်ကြည့်ရင်ခံစားလို့ရနိုင်လိမ့်မယ်နော်စာကကိုစဉ်းစားဆင်ခြင်လို့လောဘဒေါသမောဟကင်းတဲ့အခိုက်အတန့်မှာငါစိတ်ကလေးကဖြောင်းနေပါလား
ရိုးသားနေပါလားဆိုတာဘာလို့တော့ခံစားလို့ရတယ်ဟုတ်လားအဲ့ဒါကိုတဲ့ဥစုကတစီတော်ခောပနာမဟာမအရိယတဝကောလပတိအတ္တဝေဒံလပတိဓမ္မဝေဒံလပတိဓမ္မုပတန်ဟိတံပါမောဇံသဘောကျလွန်းလို့နော်အလွတ်တော့မကျနိုင်ဘူးလေဟုတ်လားဒါလေးကိုတေချာရှင်းပြတယ်ဟုတ်လားအဲ့ဒါလိုစိတ်ကဖြောင့်သွားပြီဆိုလို့ရှင်သူဘာတွေရတော့တဲ့နော်လပတိအတ္တဝေဒံအထဝေဒံလပတိဓမ္မဝေဒံလပတိဓမ္မုပတန်ဟိတံပါမောဇံအကျိုးတရားကိုသိလို့ဝမ်းမြောက်မှုကိုရတယ်တဲ့ဒီအထဝေဒံဆိုတာတော့သူ့ရဲ့အဓိပ္ပာယ်လေးကိုရိုးရှင်းအောင်ဘုံဘုံတို့ပြောရလို့ရှင်ကိုဒီကောင်းတဲ့အလုပ်ကိုလုပ်လိုက်တဲ့အခါမှာဒီအလုပ်ကဘယ်လိုအကျိုးဆက်တွေကိုဖြစ်မယ်ဆိုတော့ तू မြင်တယ်ပေါ့နော်ဒီစာလို့ပြောရင်တော့အနတ္တိဘေကိုသိပြီးတော့ဝမ်းမြောက်မှုကိုရတယ်လို့ပြောတယ်ဒါပို့ပြီးတော့သဘာဝကျကျရှင်းအောင်ပြောရရင်တော့ဘုံဘုံသဘောပေါက်တာတော့သူအကျိုးရလတ်ကိုမြင်ပြီးတော့ဝမ်းသာတဲ့စိတ်နော်အဲ့ဒါကိုရတယ်တဲ့နောက်လပတိဓမ္မဝေဒံနော်အကြောင်းတရားပေါ့ကိုလှုပ်လိုက်တဲ့အကြောင်းတရားအလွန်ကောင်းတဲ့အကြောင်းတရားဖြစ်တဲ့အတွက်ကြောင့်အကျိုးတရားလည်းကောင်းတာပဲရမှာလေအဲ့တော့အကြောင်းတရားကောင်းတာကိုကြည့်ပြီးတော့လည်းပဲဝမ်းသာတဲ့စိတ်ဝမ်းမြောက်တဲ့စိတ်ကိုလည်းရတယ်တဲ့ဓမ္မုပတန်ဟိတံပါမောဇံဒီသဘာဝတရားတွေအကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့ဖြစ်နေတဲ့တရားတွေကိုသိပြီးတော့လည်းပဲပါမောဇံစိတ်ထဲမှာဝမ်းမြောက်မှုတွေဖြစ်သွားတယ်စိတ်ကသိသွားတော့တာနော်စိတ်ကဘာဖြစ်သွားတော့သိတာနော်လောဘဒေါသမောဟကင်းတော့စိတ်ကဖြောင့်သွားတဲ့အခါမှာနော်အထဝေဒံလည်းပဲသိဟုတ်လားအကျိုးကိုကြည့်ပြီးတော့ဝမ်းသာတဲ့စိတ်အကြောင်းကိုကြည့်ပြီးတော့ဝမ်းသာတဲ့စိတ်ဓမ္မရဲ့တတ္တိတွေကိုကြည့်ပြီးတော့နော်ဝမ်းမြောက်တဲ့စိတ်တွေဖြစ်လာတယ်တဲ့အဲ့လိုဖြစ်လာတဲ့အခါကျတော့ပမုဒိတတ္တပီတိဇာယတိတဲ့ဝမ်းမြောက်ပြီးဟေ့ဆိုလို့ရှိရင်နှစ်သက်မှုပီတိဟာနောက်ကနေတန်းဖြစ်လာတယ်ဟုတ်လားပီတိမနတ္တကာယောပတ္တမတိပီတိဖြစ်လာပြီးနှစ်သက်မှုနဲ့ပြည့်နေတဲ့ဒီစိတ်ဟာနှစ်သက်မှုရှိလာပြီဆိုသူ့ရဲ့မိယာနော်ယုတ်ကာယနာမ်ကာယဒီကာယနှစ်ခုလုံးဟာပတ္တမတိငြိမ်းအေးသွားတယ်နော်စိတ်ကနှစ်သက်ပြီးပီတိလွှမ်းသွားပြီဆိုလို့ရှိရင်နော်ယူပကာယနမကာယနော်အပေါင်းစုနှစ်မျိုးဟာဘာဖြစ်သွားတော့ငြိမ်းအေးသွားတယ်တဲ့ပတ္တတကာယောဒုက္ခံဝေရိယတိတဲ့ကာယငြိမ်းသွားပြီဆိုလို့ရှိရင်အဲ့ဒါချမ်းသာနေတယ်လို့ပြောရမှာအဲ့ဒါချမ်းသာပဲပေါ့ဆိုလိုတာနော်ချမ်းသာမှုကိုသူခံစားရတယ်တဲ့ဒုက္ခိနောစိတ်တံတမာရိယတိချမ်းသာကိုခံစားတဲ့စိတ်ဟုတ်လားချမ်းသာနေတဲ့စိတ်တွေဘာဖြစ်ပြီတော့တမာရိယတိတည်ငြိမ်ပြီတဲ့အဲ့လိုမျိုးနော်နှစ်သက်မှုတွေနော်ငြိမ်းအေးမှုတွေချမ်းသာမှုတွေတည်ငြိမ်မှုတွေနဲ့နေနေတာကိုဘာခေါ်တော့နဲ့အယံဥစ္စတိမဟာနာမအရိယတဝကောနော်မဟာနာမจิตသမဟာနာအဲ့ဒါကိုအရိယအရိယတဝကကိုဘယ်လိုခေါ်မလို့နဲ့ဝိသမကတာယဝိသမကတာယပဇာယသမပတ္တဝိရတိမညီမျှတဲ့လောကကြီးမှာညီမျှမျှလေးနေနေတယ်တနည်းအားဖြင့်နော်လောဘဒေါသမောဟတို့ဖြင့်နော်လှုပ်ခတ်နေတဲ့လောကကြီးထဲမှာသူငြိမ်ငြိမ်လေးနေနေတဲ့လူတယောက်လို့ဆိုရမယ်တဲ့ပတ်ဝန်းကျင်နဲ့ရှင်းပြီးတော့ပြောတာနော်စာကနုတ္တိကိုစဉ်းစားလို့ကိုယ့်ရဲ့စာကကိုစဉ်းစားလို့စိတ်အစဉ်စဉ်အခုပြောရတာလေးတွေအေးစိတ်ပြန်မပြောတော့ပါဘူးဟုတ်လားစိတ်အစဉ်စဉ်မြင့်လာလို့စိတ်မှာပီတိပတ္တိနော်ဒုက္ခတမာတိဖြစ်လာပြီဆိုရင်ဒီလူကိုဘယ်လိုဝေဖန်မလို့ဟုတ်လားမငြိမ်တဲ့လောကကြီးထဲမှာငြိမ်ငြိမ်လေးနေနေတာမငြိမ်တာနဲ့ငြိမ်တာနဲ့ဘယ်ဟာတက်တာမလို့ငြိမ်တာတက်တာပေါ့နော်လှုပ်ရှားတယ်ဆိုတာပင်မတဲ့သဘောရှိတာပဲလေဒီကံကတော့ဟုတ်တယ်မို့လားဘုံတို့ခန္ဓာကိုယ်ကြီးတောင်လှုပ်ရှားလုံးအားကြီးသွားလို့ရှိရင်ပြီးရင်မတက်နိုင်ပါဘူးအဲ့ရတော့ငြိမ်လဲရတော့ဟာလေမငြိမ်လို့မရဘူးလေအမြဲတမ်းပဲလှုပ်ရှားနိုင်မှာတော့ဟုတ်လားလှုပ်ရှားရတာပင်ပန်းတာပေါ့နော်ပြောရဆိုရသွားလာရတွေးရချင်ရအဲ့လိုပဲစိတ်ကလှုပ်ရှားနေရင်လည်းဒါပါတော့ပင်ပန်းတယ်ငြိမ်နေရင်သူကတက်တာတယ်ဟုတ်လားအဲ့တော့မငြိမ်တဲ့လောကကြီးထဲမှာသူ့ဟာပါတော့ငြိမ်ငြိမ်လေးနေတာတဲ့သဗျာပိဇာယပဇာယအဗျာပိဇောဝိရတိတဲ့လောဘတွေဒေါသတွေမောဟတွေနဲ့အလွန်ပူနေတဲ့လူတွေကြားထဲမှာသူကအဲ့ဒီအပူမရှိဘဲနဲ့ငြိမ်ငြိမ်အေးအေးလေးချမ်းချမ်းသာသာလေးနေနေတာနော်အလွန်ကောင်းနော်ဒီဥစ္စာလေးဟုတ်လားနော်ပူလောင်မှုဆင်းရဲမှုတွေနဲ့နေနေတဲ့ကြားထဲမှာသူငြိမ်အေးမှုချမ်းသာမှုလေးနဲ့နေနေတာတဲ့ဟုတ်လားဓမ္မသောတံတမပန္နောစာကနုတ္တိဘာဝေတိတဲ့ဒီဟာကြတော့သူကနော်ဓမ္မသောတရားလမ်းကြောင်းပေါ်တောင်ရောက်သွားတယ်လို့ပြောတာဝိပဿနာလမ်းကြောင်းပေါ်တောင်ရောက်သွားတယ်လို့ပြောတာသဘောပေါက်လားဘုံပြောတာနော်ဓမ္မသောတံတမပန္နောစာကနုတ္တိဘာဝေတိဟုတ်လားဒါကြောင့်ဒီစာကနုတ္တိဒီစာကစွန့်လွတ်မှုကိုစဉ်းစားခြင်းဟာဘယ်လောက်ထိစိတ်အစဉ်စဉ်မြင့်သွားတဲ့အနေအထားမျိုးကိုမြတ်စွာဘုရားဟောထားတယ်လေဆိုတဲ့ဒီဒေသနာလေးနဲ့ရှင်းပြီးတော့သောတော်ကတခုသောတရားကိုပွားများလို့ရှိရင်အကျိုးကျေးဇူး9မျိုးရတယ်မယ်အဲ့ဒီအကျိုးကျေးဇူး9မျိုးထဲမှာနောက်ဆုံးအထွတ်ထိပ်နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုရမယ်လို့မပါဘူးလားပါနော်အဲ့ဒါလေးတွေကိုပို့ပြီးတော့ကြည်ကြပြန့်ပြန့်နားလည်ဖို့
ဒီတုတ်တန်ထဲမှာဟောထားတာလေးနဲ့ဘုံဘုံတို့ဖြည့်ရွှက်ပြီးတော့စဉ်းစားရဖြစ်အောင်ပြောပြတယ်ဟုတ်လားကြိုးစားပြီးတော့ရှင်းလိုက်ရတာအချင်းရစေတော့နော်အဲ့ဒါဘုံဘုံတို့ဒါပြစ္ဆုတ်ပံချမ်းသာတန်တရားချမ်းသာနိဗ္ဗာန်ချမ်းသာကိုဒါနာကောင်းမှုဟာဘယ်လိုမျိုးဖြစ်စေတယ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့အဲ့တော့နောက်ဆုံးနည်းနည်းလေးဒီဒါနနဲ့ပတ်သက်ပြီးတော့တိုက်တွန်းချင်တာလေးတစ်ခုကနော်အင်္ဂုတ္တပါဠိတော်အဋ္ဌကနိပတ်ထဲမှာနော်ဒါနကိုအစင်းမြင့်မြင့်ပြုပုံမြတ်စွာဘုရားခေါ်ထားတာတစ်ခုရှိတယ်ဒါန၈မျိုးရှိတယ်ဆိုပြီးတော့၈ခုမြောက်မှာဗာပြောထားအောင်ဆိုစိတ်ဓာလင်္ကာရစိတ်ဓာပရိက္ခာရတံဒါနံဒေတိနော်စိတ်ရဲ့အစင်တစားဟုတ်လားစိတ်ရဲ့အချမ်းရံနေနဲ့ဘာစိတ်တုံးသမထဝိပဿနာနော်အလွန်ကောင်းတဲ့ဒီတမာတိတို့ပညာတို့ဒီစိတ်တွေကိုလှပဖို့ဒီစိတ်တွေရဲ့အချမ်းရံနေနဲ့ဒီစိတ်တွေအားကောင်းဆိုတဲ့စိတ်နဲ့နာကိုပြုရမယ်လို့ခေါ်တာရှိတယ်။တော့ကိုယ်အဲ့လိုစိတ်နဲ့ပြုမယ်ဆိုရင်အဲ့ဒီပြုတဲ့ဒါနဟာသမထဝိပဿနာကိုဖြစ်နေတော့အားပေးနေတယ်ပေါ့နော်။သုံးနှုံးထားတာလေးကနော်စိတ်ဓာလင်္ကာရနော်စိတ်ရဲ့အစင်တစားဆိုတော့အလှဆင်တဲ့သဘောပဲလေ။ဟုတ်တယ်မဟုတ်လား။စိတ်ကပရိက္ခာရထံစိတ်ရဲ့အချမ်းရံစိတ်တွေအချမ်းရံရှိတော့ပါဆိုအားပိုတောင်းတဲ့သဘောလို့အဲ့ဒါဘုံဘုံကကိုနားလေတယ်လို့စဉ်းစားကြည့်ရအောင်နော်။အချမ်းရံဆိုရင်တော့ဘာဖြစ်မလဲ။ချမ်းရံထားရင်အားတောင်းတာပဲဟုတ်လားအဲ့တော့ဝိပဿနာစိတ်တမာတိစိတ်တွေကိုပို့ပြီးအားတောင်းစွန့်မှုနဲ့ဘာလို့တာထောက်ကန်ထားတဲ့သဘောပေါ့နော်အဲ့တော့ဒါနပြုတဲ့နေရာမှာအဲ့လိုစိတ်ထားမြင်ပြုနိုင်ရင်အဲ့ဒါအလွန်မြင့်မြတ်တဲ့ဒါနဖြစ်တယ်လို့အဲ့လိုဟောဟုတ်လားတဘုံတို့မေကွန်း၃ချက်မှာ၂ချက်ပြီးသွားပြီနောက်ဆုံးမေကွန်းကတော့နည်းနည်းပဲပြောတာပါနော်စာကဆိုတာဘာလဲနော်စာကဘယ်လိုချမ်းသာစေတယ်လဲဒါပြီးနော်အခုပါပြောမှာတော့စာကဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းအဲ့ဒါတော့ယုံကြည်မှုနဲ့သိမြင်နားလည်မှုဒီတရားပညာပေါင်းပြီးတော့ကြိုးစားဖို့ပဲရှိတယ်ဟုတ်လားနော်ဒီဆွန့်လွတ်ခြင်းဟာကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတယ်ခုပြောခဲ့ပြီနော်ကောင်းကျိုးချမ်းသာတွေဟုတ်လားအဲ့ဒါရဲ့ပုံမှာကိုဘယ်လောက်ယုံမလဲဒါတွေကဘုရားဟောဒေသနာတွေမြတ်စွာဘုရားရဲ့တပ္ပညုတညာကိုကိုဘယ်လောက်ယုံမလဲဒါမြတ်စွာဘုရားအမှန်တိုင်းမြင်ပြီးတော့ပြောခဲ့တာတွေပဲလေအဲ့တော့ဒီဟာကိုဘယ်လောက်ယုံမလဲအဲ့ဒီတရားတရားအားကောင်းရင်အားကောင်းသလောက်ဒီစာကလည်းပဲဘာဖြစ်သွားမလို့အတက်သွားနိုင်တယ်အဲ့တော့ဒီဟာကိုဘယ်လောက်ထိထွန်းဖောက်ပြီးတော့သိနိုင်မြင်နိုင်မလဲပညာပေါ့နော်ဟုတ်လားကံရဲ့အကျိုးစေတနာရဲ့စွန့်ရည်တတိဘလောက်ဘယ်တိုင်းတာထိကိုမြင်မလဲဟုတ်လားယုံကြည်တာတရားတရားသိမြင်နားလဲတာကပညာတရားအဲ့ဒီတရားပညာဘလောက်အားကောင်းမလဲအဲ့ဒါကိုအခြေခံပြီးတော့ကိုဘလောက်ဒီစာကားကိုလုပ်မလဲဆိုတာပေါ့မှာမူတည်မယ်ပေါ့အဲ့ဒါဒီမှာစာကားဖြစ်ဖို့ဘုံဘုံတို့နော်စဉ်းစားစရာကောင်းတဲ့စဉ်းစားပုံလေးအလွန်ကောင်းတဲ့စဉ်းစားပုံလေးပေါ့နော်လှူခြင်းတန်းခြင်းစိတ်ပေါက်အောင်ဒါဆွန့်လွတ်ခြင်းစိတ်တန်ဖိုးရှိတဲ့စိတ်ရဲ့အရည်အသွေးတစ်ခုကိုရအောင်လှုပ်ခြင်းစိတ်ပေါက်အောင်နော်စဉ်းစားရကောင်းတဲ့တုတ်တန်လေးဏိကုံးချုပ်ပြောပြမယ်အဲ့ဒါမြတ်စွာဘုရားကိုနတ်သားတစ်ပါးလာပြီးတော့လျှောက်တယ်အဲ့ဒီနတ်သားရဲ့မျိုးမြတ်စွာဘုရားနော်သဘောတူတယ်ဆိုတာမြတ်စွာဘုရားဟောဒေသနာဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားလည်းဒါဒီတိုင်းပဲလို့အတိအမှတ်ပြုလိုက်တယ်ပေါ့ဟုတ်လားနတ်သားဘာလျှောက်တုံဆိုတော့အရိဋ္ဌသမိအာဂါရသမိယန္နိဟရတိပါဇနံတန်တတ္တဟောတိအထာယနောစယံတထတရှတိအိမ်ဒီအိမ်မီးလောင်ပြီဆိုလို့ရှိရင်အဲ့ဒီမီးလောင်နေတဲ့အိမ်တွေကတော့တန်ဖိုးရှိတဲ့အသုံးပါညာကိုဆွဲထုတ်နိုင်မယ်ဆိုရင်အဲ့ဒီဆွဲထုတ်နိုင်တဲ့ပစ္စည်းဟာကိုယ့်အတွက်အကျိုးရှိတယ်တဲ့ဆွဲမထုတ်နိုင်ဘူးဆိုရင်အဲ့ဒါဟာမီးထဲပါသွားမယ်တဲ့ဒါအလွန်ရိုးရှင်းတဲ့ဥမာပါပဲဟုတ်လားအိမ်မီးလောင်ပြီဆိုရင်ထုတ်နိုင်တဲ့လောက်ရအောင်ထုတ်မထုတ်နိုင်ရင်ဘာဖြစ်သွားမှာတော့မီးထဲပါသွားမယ်ဧဝံအာရိတကောလောကောစရာယမရဏိနသနိယရိတိဝဒါနေနဒိဏဟောတိသူနိယတံအဲ့ဒီလိုပဲတဲ့ဒီခန္ဓာအိမ်ဟာမီးလောင်နေတယ်တဲ့ဘာမီးတုံးလဲနော်စရာယမရဏိနသဟုတ်လားအိုခြင်းပေခြင်းနော်ဒီမီးဟာလောင်နေတယ်ဒါကြောင့်မလို့ဒီဒါနကောင်းမှုပြုခြင်းဆိုတဲ့နော်အသုံးကျတဲ့တန်ဖိုးရှိတဲ့အရာကိုဆွဲထုတ်ရမယ်ပေါ့ဆွဲမထုတ်လို့ရှိရင်ဘာဖြစ်သွားမှာတော့မီးထဲပါသွားတယ်ပစ္စည်းလို့အသုံးမကျဘူးဖြစ်သွားမယ်ပေါ့နော်ဒိဏံဒုက္ခဗလံဟောတိနာရိဏဟောတိတန္တတာသောတာဟရန္တိရာဇာနောအကိတဟတိတတိနော်ပေးတယ်ဆိုရင်ချမ်းသာခြင်းအကျိုးကိုရတယ်တဲ့မပေးဘူးဆိုရင်အဲ့လိုချမ်းသာခြင်းအကျိုးကိုမရနိုင်ဘူးတဲ့ကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေကိုတခိုးခိုးတာမျိုးနော်ဘယင်ကအစိုးရမင်းကတိမ့်သွားတာမျိုးမီးလောင်တာမျိုးနဲ့လည်းပျက်စီးသွားနိုင်တယ်တဲ့နော်အထအန္တေနဇဟတိတတိရံသပရိက္ခဟံဧတဒေညာယမေတာဝေဘုံစီထသတတိထသဒါလေးကဒီဟာလေးကိုအဓိကစဉ်းစားသိခြင်းတယ်နော်ကဲဘာတွေကြောင့်မှကိုယ့်ပစ္စည်းတွေကမပျက်စီးဘူးဆိုအောင်တောင်းနော်အထအန္တေနဇဟတိတတိရံသပရိက္ခဟံသေမင်းကခေါ်ပြီးသေရပြီဆိုရင်တော့နော်
အချမ်းရံဒီအားလုံးနဲ့တကွဒီခန္ဓာကိုယ်ကြီးဟာဘာဖြစ်သွားပျက်စီးသွားပြီမရဏမီးလောင်နေဆိုအဲ့ဒါကိုပြောတယ်ဟုတ်လားပစ္စည်းတွေတော့သူရှိနေတာဒါဒီကိုယ့်ရဲ့လုပ်ပိုင်ခွင့်ဘာမှမရှိတော့ကိုယ်ဟာမဟုတ်တော့ဘူးပေါ့နော်ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးပေါ့ကျန်ရတဲ့လူကပဲပိုင်ရမယ်ဆိုင်ရမယ်ပေါ့ဒါကြောင့်မို့လို့တဲ့ဧတဒေညာယမေတာဝိညာဉ်ရှိတဲ့ပုဂ္ဂိုလ်ဟာဒီအခြေအနေမှန်ကိုသိရမယ်ဆိုလိုတာဒီပစ္စည်းတွေကိုငါမစွန့်လဲပဲငါမလှူလဲပဲသေပြီဆိုတဲ့ဒါကြီးကငါဟာမဟုတ်တော့ဘူးဆိုလိုတာကဒါနနဲ့ဖြစ်အောင်စွန့်မလားဒါနနဲ့ဖြစ်အောင်မစွန့်လဲမင်းသေခြင်းနဲ့စွန့်ရမှာပဲဆိုတာကိုပြောတာသေရင်စွန့်ရမှာပဲလေအဲ့ဒီသေလို့စွန့်ရတဲ့အစွန့်ဟာဘာတန်ဖို့ရှိတော့ကိုယ့်အတွက်တော့ဘာတန်ဖို့မှမရှိဘူးเนาะနောက်လူကသူအသုံးချတဲ့တော့တန်ဖို့ရှိမှာပေါ့ဟုတ်လားဆံမျိုးဦးကြီးကြာကွဲမှာပါတယ်တော့ရွှေစည်းကုံကလှူပါအေးဟုတ်လားကြာကွဲမှာပဲလှူတော့တာလေဟုတ်လားသေမှပဲဘာလို့တော့တာတော့စွန့်ရတော့တာပေါ့နော်အများစုကဒါကြောင့်အဲ့ဒါကိုပြောတာနော်ဒီအခြေအနေမှန်ကိုနော်ကောင်းတဲ့စိတ်နဲ့မစွန့်လည်းပဲသေပြီးတော့စွန့်ရမှာအဲ့ဒါကိုသိပြီးတော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘုံစီထဆသုံးလဲသုံးရမယ်တတိယဆသူများကိုဝေတယ်မျှတယ်ပေးတယ်ဆိုတဲ့အလုပ်ကိုလည်းလုပ်ရမယ်နော်ဓတ္တဝါဆဗုဒ္ဓဝါဆယထာနုဘာဝံအနန္တိတောတက္ကမုပေတိဌာနနော်သုံးလဲသုံးမယ်စားလဲစားမယ်လှူလဲလှူမယ်အဲ့လိုဆိုလို့ရှိရင်သူကကောင်းတဲ့ဘဝကိုရောက်မယ်ကောင်းတဲ့ဘဝရောက်တဲ့အခါမှာအနန္တိတောသူများမကဲ့တယ်ဘူးပေါ့နော်တကယ်လို့ကိုယ်ကပစ္စည်းတွေကိုရှာအောင်ရှာပြီးတော့တော့သုံးမယ်သုံးတယ်မပေးဘူးဆိုရင်ပေးရင်ဒါအထောက်အပံ့မဖြစ်ဘူးပေါ့ပစ္စည်းဥစ္စာကြောင့်သူအထောက်အပံ့သိမ့်မဖြစ်တော့ဘူးပေါ့နော်သူများကဲ့ရတာခံရနိုင်တချို့ဆိုရင်ရှာပဲရှာတယ်မသုံးဘူးလှူဖို့ဆိုတော့ဝေးရောဟောကိုတော့မသုံးဘူးနော်အဲ့ဒါဘာဖြစ်ပြီတော့ကဲ့ရခံရတယ်ပေါ့နော်ဒါကြောင့်သူများကဲ့ရတာမခံရအောင်ပစ္စည်းကိုဘာလုပ်ရမလဲတော့သုံးလဲသုံးရမယ်ပေးလဲပေးရမယ်ဟုတ်လားဒါဆိုလို့ရှိရင်အဲ့ဒီအလုံနဲ့တန်တဲ့အကျိုးရလဒ်ရပြီးတော့သူများမကဲ့ရတဲ့နော်အကျိုးကျေးဇူးရောမရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ဒီအမြင်လေးကိုဒါဏိကုံးချုပ်ပြောပြတာပါဟုတ်လားအဓိကတော့ချက်လေးကပါလေတော့ငါမစွန့်လည်းပဲတစ်ချိန်ကြတော့မစွန့်ရင်လို့မရဘူးစွန့်ရမှာဆိုတာဟုတ်လားအဲ့ဒါကိုမြင်ဖို့နော်သိချင်းတရားဒါမို့စဉ်းစားတဲ့စိတ်ကလွန်တန်မှုကြီးဟာနော် तू ကဘက်စုံတောင်းစုံကနေပြီးတော့ကောင်းမှုတွေကို तू ကတွန်းနေတာ तू ကဟုတ်လားကင်ထားတော့ပြောတာတွေကတော်တော်များနေပြီကြားထဲမှာ line ပြတ်သွားလို့ဟာတိတ်ပြီးတော့မများဘူး line ကိုအကြောင်းပြလို့မရဘူးဟုတ်လားတဏှာကြီးရှိသွားပြီနော်အဲ့တော့ဒီနေ့ဘာတော့စာကဥစ္စာပေါ့ဟုတ်လားစာကဥစ္စာနဲ့ပတ်သက်ပြီးတော့ဘုန်းတို့ဘယ်နှမျိုးတော့၃မျိုးပေါ့နော်စာကဆိုတာဘာလဲနော်စာကဘယ်လိုချမ်းသာစေတာလဲနော်စာကနဲ့ပြည့်စုံဘုန်းတို့ဘယ်လိုတွေးတောဆင်ခြင်ပြီးတော့စူးစမ်းပြီးတော့ဒီဥစ္စာပစ္စည်းကိုရှားကြမလဲဆိုတဲ့အပိုင်းကိုပြောတာဟုတ်လားပြန်ပြီးတော့ပြောခဲ့တဲ့အကြောင်းအရာလေးကိုအနှစ်မချုပ်တော့ပါဘူးတရားနည်းနည်းရှည်သွားတော့နော်ဒီလောက်ရှည်လိမ့်မလို့မထင်ဘူးဒီမဟာနန်သုတ်တံပြောရတယ်ပဲအသိစိတ်လေးကပြောခြင်းနေတာဟုတ်လားအရင်ကသိမကြံတော့တဲ့အချိန်မှာအဲ့ဒါပြောခြင်းနေတာပြောခြင်းတော့လဲပြောလိုက်တော့လဲကျဉ်တ်သွားတော့နော်အဲ့တော့ကိုလှူထားတာလေးကိုပြန်စဉ်းစားရင်စိတ်ဟာအစဉ်စဉ်ဘလို့မြင့်သွားတယ်လဲဆိုတာလေးကိုမြတ်စွာဘုရားရဲ့နော်အလိုတော်ကြပြောထားတာလေးကိုနော်နားလေစေခြင်းလို့အဲ့ဒါလေးကိုပြောလိုက်တာဟုတ်လားဒါကြောင့်မလို့စာကဥစ္စာစာကယတနာကိုနော်စာကဥစ္စာနဲ့ကြွယ်ဝအောင်ရှာဖွေစုဆောင်းနိုင်ကြတယ်နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုပြီးတော့နော်ဒီကနေ့ပြုလို့အားထုတ်အပ်တဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း